มาสูงขามันได้ดีมากับสืบปันหมอมือหลงไผ่ปันสีปันปูสละเมียดของสละเมียดของนั้นจะมือขาวเขาตะโกนเล็กไล่สิผ้าขบหิมหอมจะได้เนาะได้ทั่วผันที่นำคำเหใกล้การเรียนเพ้นเตยเอาลายมือมันเจ้าและเป็นสากก็ข้ามาก่อนทางไหนก็ว่าแหละตีกองบูมั่นคำนำคำบุกบูผาวัดหุ่นหางพระปานสีปานปูตั้งนำตั้งหลายที่ได้เรียนเพ้นหันลายมือมันดีๆอยู่ค่ะตีนำคำบุเจียมกาตีเมืองใดเฮาตั้งปอดสีปอดจอกแม่ลาเชียวอำกาปารังตั้งเมืองเขอันเขาว่านปีเตยว่า2 วัน2 เมือง1 วัน2 จึงเมือง1 วันนปีเตยว่านั่นก็เป็นหอยมือผีมือมันอันเป็นบิสุกะอันเป็นไผ่เฮ็ดก่อสร้างกองมูวัดว้าผาสืบเส้นตั้งนำตั้งหลายเนี่ยก็ในมันจะเป็นเผาลูกกะละมาอยู่เสาตีแล้วเฮ็ดสังไว้มื้อแล้วเนี่ยเฮาที่อ่อนบุษสืบปันพี่น้องเขาค้าเข้มเดีย这一项这个这那个เป็นสวนมันเจ้าที่มันอยู่ที่หมู่เจตั้งที่เรียกว่าตั้งปากนิ่งแบนหิมขุกปังของเฮือเมียนเก่าเป็นหมู่เจไผ่ห้องจำน้ำเมาได้ไหนมันมีสวนมันเจ้าไว้กันเลยค่ะเส้นนี้เป็นเฮือนเช่ากฎการมันแหละสังที่เฮือนมันเจ้าแหละสังค่ะบ่အဲ့ဒါစာကြည့်လိုက်လေဟိုကလေးကခြုံလေးကဟိုဘောကခြုံနဲ့စောက်လေးကလေအေးအဲ့ဒါလူမျိုးဟိုကတော့ဟိုကဖိတ်ထားလို့ဒီဆေးတွေစမ်းသပ်လိုက်ရေးလိုက်လုံနေတာဘယ်လောက်ရှိမလဲစီဆေးတွေလားบ่ဒီဆေးတွေစီဆေးလားအဲ့ဒါစီဆေးအခုကိုလင်း link စီဝိုင်းမရတာနဲ့စားစီနဲ့စမ်းတာတော့စိတ်မချလို့လေအဲ့ဒါဟိုဒါ93ခုနှစ်တည်းကဟို socialist ခက်တည်းကမခံရသေးနဲ့ထားလို့တာကိုယ်နိုင်ငံဘာမှမထွက်ဘူးဆိုပြီးတော့အခုတော်တော်ဖြစ်ပြီဟုတ်ကဲ့ဖြစ်ပြီဆိုတော့တော်တော်ရင်နာသွားတယ်တို့တွေဒီလောက်အားလားဆိုပြီးတော့ဒီသူတေသနာလုပ်ငန်းပေါ့နော် technology နည်းပညာအားနေသွားတာသွားတွေ့တယ်ဒါလည်းအပြစ်မတင်ဘူးဒါတော်တော်ပင်မနဲ့လို့ပဲဒါဆိုတာဆေးစတာဘာမှအထင်ကြီးစရာမရှိဘူးလို့စီကွက်နဲ့ဟိုဖိုလေးနဲ့ပဲဒီမှာထွက်တာအမျိုးတော်တော်များတယ်ဒီကောင်ဆိုတာ acrylic စမ်းထားတဲ့ခါလေး acrylic ကိုacrylic တွေဟုတ် acrylic ကိုစီဆေးဖြစ်အောင်လားအဲ့လိုလားမဟုတ်ပါဘူးမဟုတ်ဘူးစီဆေးကြတော့တက်စီဆေး acrylic တက်အဲ့လိုလုံးမှာသူကုန်ကျန်းဘယ်လိုကုန်ကျန်းကလိုရင်းရှိမယ်ထင်းရှူးစီရှိမယ်ထင်းရှူးစီနောက်ဟိုရင်ကော်မှုန့်လေဘလော့ပီနန်ကော်မှုန့်လေအဲ့ဒါတော်တော်သုံးကြတယ်ဘလော့ပီနန်ကော်မှုန့်အဲ့ဒါဆိုရင်သူကဆက်ပြတည်းလေဆက်ပြဒီဆက်ပြတဲ့တုံးဆိုရင်တသိန်းမိုးတော့မကောက်ရမယ်ဒီကောင်ကဘာလုပ်မလဲဆိုရှမ်ပူလုပ်လို့ရတယ်နော်နောက်ဆက်ပြမှုလေဟိုကိုတိုက်ဆက်ပြလေဒါလွန်ခဲ့တဲ့အနှစ်5-60တည်းကဂလားတွေလုတ်သွားတာဟုတ်မသိဘူးကိုကကဲဘလောက်တို့မှဒီသူသေတနာမှာအားနေတာလေအဲ့ဒါသိဖို့အတွက်ကကိုကအင်္ဂလိပ်စာမတတ်ဘူးအခုဟိုvisit ပြန်ပြီးတော့လေ့ကျင့်နေစာချက်တယ်စာချက်တယ်တော့ပကြီးဆွဲမယ်အဲ့လိုဒီသူသေလောက်အခုဆေးတွေစမ်းသပ်ထုတ်ပြီးတော့ရေးဖြစ်တဲ့ကားတွေရောပဲဒီတရားတွေပဲလားပေါ့ဒါတွေပဲစမ်းသပ်တာfinal မရောက်သေးဘူးတချို့ကလည်းမိုးရတဲ့ပြစ်ထားကြည့်တာလေတလားတော့ပြစ်ထားတယ်မပြတ်သွားဘူးဒါကြတော့နည်းနည်းစစ်ပွဲတွေများလို့နည်းနည်းလေးတွေးပြီးရေးထားတာ
ဘလောက်ပဲစစ်တွေဖြစ်နေတို့လူငယ်တွေရှိသေးတယ်တို့ရဲ့ဟိုတဲ့ပေါ့နေကြပန်းနေကြရိုက်နေပြန်ပွင့်အောင်ပါဟိုရွှေတီမြန်တန်းတော့ဟိုနည်းနည်းစစ်ကတဲ့သဘောပေါ့နော်မိကိုတွေထင်နေတာအဲ့မှာစစ်မှာခလေးရဒဏ်ရာရတော့ဝိုင်းပြီးတော့မြစ်တာပြတာပေါ့အားပေးတာပေါ့အဲ့လိုအဲ့ဒါမျိုးလေးလောက်ထားတာဟုတ်ကဲ့ဘာလို့ခင်သူရှင်ဟိုနေလေဆေးတွေပို့နာကိုကြည့်ပြီးတော့မှဒါကိုပို့ပြီးတော့စိတ်ထက်တန်လာတာဟုတ်ခုရန်ကုန်မှာထားတဲ့အဲ့ဒါဆေးတွေကစကက်တွေတော့အများကြီးပဲရှိတာဘယ်ရောက်ကုန်လဲမသိဘူးဟုတ်အဖွားသိမ်းထားတယ်ထင်တယ်အဓိကတော့လူငယ်တွေကိုအမှုပညာလဲလုပ်ပေါ့နော်ဟုတ်သမိုင်းတော့လေ့လာစေချင်တယ်လို့ဟုတ်တယ်သမိုင်းအရင်အားနဲ့လို့ဟုတ်တယ်သူကဆရာဝန်ပဲဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်စစ်ဘိုလ်ဖြစ်ချင်တယ်ပတ်စံရလို့လေဒါပေမဲ့သမိုင်းမသိတဲ့ခါကျတော့နည်းနည်းအခက်အခဲရှိတယ်လို့အဲ့ဒါဟုတ်နောက်ဘယ်နဲ့ကောင်းမလဲကောင်းတော်တော်ကောင်းတဲ့ပုံတွေကဖွားသိမ်းလာတယ်ထင်တယ်မှတ်စုတွေနဲ့လေငါအများကြီးအဲ့တော့အေးဒီလိုမှတ်စုလေးတွေပါလာလေအဲ့ဒါလေးတည်းနည်းနည်းမှတ်စုကောင်းတယ်ရေးနေနဲ့လေဟိုတွေးမိတာလေးတွေပြန်ရေးတာပြန်ရေးတာဟုတ်ကဲ့มาส่งค่ะมาเหลียวเขาดีมากับสปันอันเป็นได้มาเขาทบในเป็นหมอปันสีปันปูพายสละหลงก็ว่าตัวอันมีตัวทบมาตั้งหงจังฮีเนาะที่มาเมื่อสปันพี่น้องเขามันเจ้าในอยู่จดเจ็ดในเมืองไต้มาหลายตีหลายตังความได้ถ่อมเลยสิตาลองลัดที่มีตั้งหยับเลยเขาที่เอาความมันเหลาโตกันกะค่ะคำไหนยื่นเหถ่อมเอาข้าวถ้าสุดจะรู้สายออกมาเนาะบอกเนาะปรมากุศลเลยบอกยังมิงลาวะมิงลาวะสงฆ์มาสงฆ์เสียเยว่าเลยสติเยนามเยไอ้ด่าเลยก็ยังไม่เสร็จไปบ้าลูกบอกဇာတိကလှဲကူမြို့နယ်ပေါ့လှဲကူမြို့နယ်စာတလင်းရွာပေါ့ကြေးရွာလေးဆရာကပချီပပုတင်ရခဲ့တဲ့ဆရာစီဒါမှမဟုတ်ကျောင်းတစ်ခုခုတနေရာပေါ့နော်အဲ့ဒါလေးကိုလည်းဆက်ပြီးအဲ့ရွာဘုန်းကြီးကျောင်းမှာမြန်မာစာတက်အောင်တင်လိုက်တယ်9နှစ်နောက်အဲ့မှာကမြန်မာစုံစုံကျန်းသွားဖိုင်နဲ့အဲ့အီတလီကပကြီးစရာကိုရိုးဆိုတဲ့ morning ဆိုတဲ့ကားကိုသွားတွေ့ပြီးတော့ခဲတာနဲ့ပကြီးရေးတာမမြင်ဘူးကောက်ရေးနဲ့ဝါရင်း3လလှုပ်ပြီးတော့ကိုရင်ဝင်းနဲ့မန်လေးပညာသင်မှာဆိုမသင်ပြဖက်နဲ့ရန်ကုန်တက်သွားလိုက်တာရန်ကုန်ရောက်တော့ကင်းစီနီမာဆိုဟိုဘရင်ယုံမှာဘာလန်ဘရင်ယုံမှာကပိုစတာဆရာမွန်ဆရာတယောက်ရှိမှသွားတင်ရတယ်ဘယ်သူမွန်ဆရာဦးမြင့်တန်းလို့ခေါ်တယ်ဦးမြင့်တန်းဟုတ်ကဲ့နောက်သူ့ရဲ့ဒီပကြီးမျိုးရိုးဆက်ကတော့ဦးမြင့်တန်းရဲ့ဆရာဦးအောင်သွင်ကြီးတဲ့ဦးအောင်သွင်ကြီးရဲ့ဆရာကဦးဖတ်ရင်ကြီးတဲ့ဦးဖတ်ရင်ကြီးနောက်အဲ့ခင်တော့ပိုစတာခစ်ကိုအဲ့မှာကန်တော်လေးမှာဆိုရင်ဦးတင်လှဆိုတာပိုစတာဖျားပဲနောက်အဲ့မှာတွဲမိတဲ့မိတ်ဆွေတွေကတော့ကိုယ့်ရဲ့အသက်ကြီးပါတယ်စတားမြတ်တန်းတို့စသည်ဖြင့်ဟိုတလောကဆုံးသွားတဲ့မောင်မောင်လမ်းမြင့်ဆိုရင်အရင်တော့ကသူတို့ရေးဘက်ဒါမဲ့ပိုးကတော့ဟိုရင်ပေါ့မစုံနေတဲ့လူဆိုတော့အဲ့မှာတနေ့ကျတော့3နှစ်လောက်ကြာတော့3နှစ်လောက်ကြာမှဆေးဖြော်ဝင်ရတယ်အရင်တော့အခုလိုဟိုရင် ready made တွေမဟုတ်ဘူးသူကဟိုဘာခေါ်လဲဟာဘတ်ဆိုပြီးတော့အဲ့လိုဆေးဖြော်ခွင့်ရတယ်ဆိုတော့သူတို့စီမှာတင်ယူတဲ့အချိန်ကိုပြောလာလားဆေးဖြော်လူတိုင်းဆေးဖြော်လို့မရဘူးအနီအောင်ဆိုတော့အဲ့ဟိုရင်ပေါ့ဘာခေါ်လဲဒီဘာဘေရီယန်ရက်ဆိုလို့ရှိရင်မဖြော်ထားရင်ပွက်စီဖြစ်သွားတယ်တမာစည်းနဲ့အဲ့ဒီဟာဘတ်နဲ့နောက်ကြတော့ new up powder ဆိုပေါ်လာတယ်အဲ့ဒါနဲ့ဖြော်ရတယ် white zinc ဆိုတာအဖြူရောင် white zinc ပေါ့
white နဲ့လုံနေတယ်နောက် white let ဆိုတော့ခဲ outside အဖြူတွေလာတဲ့ခါကျတော့အယောင်တိတ်လွတ်နေသူကတိတ်ရေးလို့မကောင်းတမာစီနဲ့မိုးရွာရင်လည်းကျွတ်တတ်တယ်ပိုစတာကြီးအကြီးကြီးရေးရတာဟုတ်ရန်ကုန်မှာအဲ့ဒီဘောတော့ကတော့အင်္ဂလိပ်ကားတွေရေးများတယ် ဒါဆိုရန်ကုန်ဘယ်နှစ်လောက်ကြာခဲ့လဲပေါ့ ရန်ကုန်မှာအနှစ်25နှစ်လောက်ကြာ စငယ်လောက်ကြာခဲ့နော် 73နှစ်သက်စသွားတာ 73နှစ်ကနေစသွား အဲ့မှာအဲ့မွန်ဆရာတွေရှိမှာပဲတဲ့မွန်နေများတယ်အမှုပညာတွေများများဟိုမှာဆရာဦးငွေကိုင်းတို့ဟိုမှာစာသီးဖြင့်ပေါ့လေနော် ဟိုဆရာရဲ့မျိုးစာတီးကလည်းမွန်ကလို့ရည်စရာကြီးဆရာအကြောင်းပြောရင်အစဗမာအစ်စ် ဟုတ်ကဲ့ အဲ့လိုအောက်မေ့တယ် ဟုတ်ကဲ့ နောက်မှအဲ့ဒီမွန်ဆရာကြီးရှိမှသွားနေနေဟိုကမွန်တွေကိုသိမကြိုက်ဘူးကိုနည်းနည်းဆုံးမတာများတော့ဒီနေ့ကျတော့သွားပြောတယ်ဆရာကိုကျွန်တော်အဲ့ဒီရုပ်ရှင်ပိုစတာရေးဖို့တက်လာတာမဟုတ်ဘူးတကယ် fine up ပေါ့ပကြီးကားတွေရေးချင်တာပေါ့ပြောတော့ဆရာစိတ်ဆိုးသွားပြီးတော့နေရအုပ်ပြီးတော့နင်းလောလိုက်တော့လမ်းပေါ်ရောက်သွားတယ်အဲ့ဘူတာကြီးမှာပဲဘာလန်နဲ့ဘူတာကြီးတစ်ဝိုက်မှာပဲဟိုလမ်းပေါ်မှာပျော်နေတာပေါ့ပျော်လဲပျော်ပါတယ်ဒါပေမဲ့ထမင်းတော့နှက်မမှန်ဘူးအဲ့ကျဘာလုပ်လဲဆိုတော့ပကြီးုံမှာဆေးလေးတွေနဲ့ခိုးလိုက်တယ်ဒါလူငယ်တွေမလုတ်တဲ့နဲ့လုတ်ဒါပေမဲ့ဒါတော့ပြောပြရမှာသူဖြတ်တန်းတဲ့ဟာတွေကိုပြောပြချင်တာဟုတ်ကဲ့အဲ့ဆေးလေးတွေပြည်တဲ့ပြုတ်ထားပြီးတော့ပိုစတာရေးတာတနင်္လာအင်္ဂါဗုဒ္ဓကြာသပတေးနေ့အထိထမင်းစားရတယ်တောက်ကြနေဆိုကားလဲပြီဆိုရင်အဲ့ဒီနေ့စားပြီးထမင်းကပ်ပြီးနောက်3ရက်နောက်ကိုကလည်းဒေါသဆိုတော့အားတယ်လေဟိုလက်ဖိတ်စားတွေပဲမလုတ်တတ်ဘူးဒီပကြီးဆရာပဲဖြစ်ချင်တာဘာလို့အဲ့ပကြီးကိုင်းတစ်ချက်ကတော်တော်လွှမ်းမိုးသွားတယ်ဟုတ်အဲ့ဒါနဲ့ပဲရှောက်သွားရင်လည်းပကြီးဆရာလည်းတော်တော်များများတိသွားတာပေါ့လေတိသွားပြီးတော့မှအဲ့မှာ fire ကိုငငယ်လေးတွေရေးပြသွားတယ်အဲ့မှာဟိုနာမည်ကြီးတဲ့ပိုစတာရေးတဲ့အဲ့မောင်ကျော်ညွန့်နဲ့အဖွဲ့တို့ဆိုကျေးဇူးတင်တယ်သူတို့ဟုတ်ငတ်နေတဲ့အချိန်မှာ तू ကဝတ်သားဟင်းနဲ့ကြွေးတတ်လွန်လို့အဲ့ဒါမလို့သူတို့ကျေးဇူးတင်တယ်ဟုတ်ကဲ့ရန်ကုန်မှာဖြတ်သားတာနည်းနည်းခက်တယ်ခက်တယ်အထူးသဖြင့်မိုးကြပြီဆိုရင်ခိုးစရာနေရာမရှိတာတွေဒုက္ခတွေနဲ့ရောက်တယ်ဖျားတဲ့အခါဆိုရင်အားငယ်တာတွေဖြစ်တယ်အဲ့တော့ဘိုးကတော့ပကြီးစရာမဖြစ်ခင်မှာတရက်ကလေးတွေထောင်ရှိတယ်ဖမ်းမဲ့လူမရှိဘူးဟိုဖမ်းခံကြတာထမင်းတော့နှက်မှာပါပဲအဲ့ဒါဆိုရင်အဲ့လိုနေတာနင်းနဲ့နောက်တော့ဘလို့မွန်ဖြစ်သွားလဲဆိုတော့ဆရာနေချလိုက်တော့အဲ့မီနီကုန်းဝိုင်းရှိတယ်ရင်တော့ဟုတ်ကဲ့အဲ့နာမှာရနာဘုံရုပ်ရှင်ကိုဆိုတာရှိတယ်ဟုတ်ကဲ့အဲ့မှာမသေးဘူးနဲ့ကိုစိုးညွန့်လေးရှိတယ်အဲ့ဒါ तू ကအဲ့တော့အဖိုးတို့ခက်ကြတော့စာဖတ်များတော့လမ်းဘေးစာအုပ်ဆိုင်တွေရှိတော့ဖတ်တယ်နောက်ရာမကစ္စတာစာကြီးတိုင်မှာကလာတွေစာကြီးတိုင်မှာလည်းဟိုနားစရာမရှိအဲ့တော့နားရတယ်တကယ်လို့ဘူဒါကြီးမှထိုင်ပြီးနားမယ်ဆိုတော့ငါးပြားပေးရတယ်ပရဖောင်းလက်မှငါးပြားမှမရှိတော့ကျုံလိုပဲနေရတာဗောလေအဲ့ဒါဘာခဲတွေ့လဲဆိုအိမ်အောင်ကြတဲ့အထိကောင်းကောင်းနေချင်းအောင်နေနဲ့သိမနေတတ်တော့တာစိတ်ညစ်သွားတာအဲ့မှာဒါဆိုအဲ့ရန်ကုန်မှာနေတော့အိမ်အောင်မကြသေးဘူးမကြသေးဘူးဘယ်ရောက်မှဘယ်လိုမဟုတ်အဲ့ဒါပြောပြမယ်အဲ့ဒါလည်းဘယ်လိုဖြစ်လဲဆိုတော့သွားနေနေအဲ့မီဒီကုန်းဝိုင်းတွေမှာရွှေမန်းရုပ်ရှင်တွေအများကြီးရှိတယ်အဲ့မှာကိုရုပ်ရှင်တိုင်းဝိုင်းကိုအဲ့ရုပ်ရှင်ဆရာတွေနဲ့ပဲနေရတာများတယ်အဲ့တော့ခင်လို့ကျွေးထားတာတော့အကယ်ဒမီရသွားတဲ့အကယ်ဒမီခင်ဦးစာအတန်ဖိုင်းအင်ဂျင်နီယာသူတို့လင်မယားကျွေးတယ်ဖို့သွားတဲ့အခါမှာအကြာကြီးတော့မနေဘူးဟိုကဘာလို့အဲ့ဒီကလူဘဝကိုလွတ်လွတ်လပ်လပ်နေကြတာဟုတ်အဲ့လိုနေနေမှချမ်းစိန်ပါမှညနေဘက်ကျဆရာတွေအရက်တော့ရင်ကိုစားလို့လိုက်လိုက်သွားရင်တနေ့ကျတော့ဟိုသူတို့ကအရင်စားသွားပြီပကြီးစရာတွေကပေါ်ကတော့နောက်ကျသွားတော့အဲ့လူတယောက်ကပြောတယ်ဟာပကြီးစရာလေးဘာစောင့်နေလဲအသည့်တွေလာမှမလို့စောင့်လာတာသွားပြီခင်ဗျားအသည့်တွေကြားပြီဒီလူနဲ့တစ်နှစ်လောက်မြန်မာတမ်းမိနေဒါ तू ကငါနဲ့တူတော့အောင်နဲ့ပြောတယ်ဟိုကအရက်တော့နေကြားနေလေအဲ့မှာခွက်အပြည့်တောက်တာအဲ့တော့အိုးဘရန်ဒီတစ်ပတ်မှ35ပြားပေးရတာတောက်လာကြည့်လို့ဟာခင်ဗျားအသက်ဘယ်လောက်ရှိလဲကျွန်တော်15နှစ်ရှိပြီလို့ခင်ဗျားတော်တော်တောက်နိုင်တာပဲတဲ့ခင်ဗျားမိဘတွေမဆုံးပါဘူးလားတဲ့ကျွန်တော်မိဘကမရှိဘူးလို့ကျွန်တော်ဒီမှာဖြစ်တယ်လို့နေနေတာလို့ဘယ်မှာမွေးတာလဲတဲ့ဓားဘေးရလို့ပြောလိုက်တာဓားဘေးနဲ့ရွာနဲ့9မိုင်ပဲဝေးတယ်အဲ့လူကြီးကအဲ့နာမှာစာတလင်းဆိုတဲ့ရွာလေးရှိတယ်တဲ့ခင်ဗျားရောက်ဘူးလားဗော9မိုင်ပဲဝေးတာကျွန်တော်သွားနေတာပဲပြောတာသူစဉ်းစားပြီးတော့မှကျွန်တော်အဲ့နာမိမတယောက်နဲ့အိမ်အောင်ကြဘူးတယ်ဗျာတဲ့ခင်ဗျားမိမနာမည်ရောဆိုတော့အမေနာမည်ပြောပြတယ်ခင်ဗျားနာမည်ရောဆိုတော့
နာမည်တော့လည်းလွဲနေတယ်အမေပြောတာဥမြင့်တယ်နဲ့ तू ကခင်မုံညွန့်ဖြစ်နေတယ်ဒါပေမဲ့သေချာတော့ဒီလူကကို့ဖေဖြစ်နိုင်တာဗောလေဟိုနည်းနည်းတော့ခင်မို့ကောင်းတယ်ဒီလူကြီးကပေါ်နဲ့မတူဘူးပေါ်လို့မကြောကြောပို့ဘူး तू ကနည်းနည်းနူးညံ့တဲ့လူကြီး ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါနဲ့လာလေလေးတဲ့အိမ်တွေဗမာနေလဲဆိုတော့အဲ့တော့အဲ့နာမှာမကြီးကြီးလန်းဆိုတာရှိတယ် A1 ချန်ရဲ့ရှေ့နာမှာအဲ့မှာစာမောင်မောင်ကြီးလို့ခေါ်အရင်တော့ဘယံဟောင်းစာမောင်မောင်ကြီး ဟုတ်ကဲ့ အဲ့ဒါနဲ့ဝင်းတာသွားတယ်ဖိုးကဘာလို့ငါတော့တတိသားဖြစ်မယ်စာမောင်ကြီးဆိုတော့ဒါတော်တော်ကြီးကျယ်တဲ့လူတို့ ဟုတ်ကဲ့ အဲ့ဒါနဲ့သူ့သားလားတူလားပေါ့ငါတော့ဟန်ကြပြီပေါ့နောက်လေးမနဲ့ကြတော့သွားလဲတော့သူကအဲ့မှာတကားဖွင့်ပေးတယ်အိမ်လေးတိမ်ရတယ်မိမတွေကဖွင့်ပေးတယ်ကလေးလေးချီလို့ဘလူးတွေ့ကျင်တယ်ဥပမာညောင်းနဲ့တွေ့ကျင်လို့ဆိုတော့လာတဲ့ခေါ်သွားတော့ဟိုကြတော့သူကပကြီးစရာလေးလာတော့တဲ့ထမင်းစားရရောက်နေပြီတဲ့ဟင်းကောင်းကိုချက်ထားတယ်သူကအရက်ပါတောက်လို့အရက်ပလေးနေပြင်တော့တော်ပြီမတောက်တော့ဘူးဘာလို့လုံးလို့ကျွန်တော်ကဒေါခင်ပူသားပြလို့ခင်ဗျားနဲ့ကျွန်တော်နဲ့သားဖဖြစ်သွားပြီလို့တောက်လို့မကောင်းဘူးလို့သူအော်နေတာသူမိမပြောတယ်ငါမြင်တာနဲ့သိတယ်နင်တို့သားဖမှနဲ့ဒီလူတော်တော်ဖိုးချစ်ပုံရတယ်တာနဲ့ဒါပေမဲ့သူတို့ချင်းစကားပြောခဲ့မွန်စကားတွေပြောတာသွားတွေ့တယ်အဲ့ဒါနဲ့ဟာငါမွန်ဆရာတွေငါသိမကြိုက်ပါဘူးဆိုငါကိုယ်တိုင်မွန်ဖြစ်သွားတယ်ဘောကတကယ်ကိုပျောက်သွားတာလေပျောက်သွားတယ်မှာ2နှစ်လောက်ပဲတွေ့ရရတယ်သူတို့နဲ့နေဘူးပြောတော့ဟိုအဲ့လိုမိသားစုနဲ့မနေတတ်ခဲ့ဘူးဟုတ်ကဲ့မနေတတ်ခဲ့ဘူးအမေကြောင့်တော့သိမပြောဘူးဆိုတာတော်တော်လေးနည်းနည်းဆိုးလို့ကျွန်တော်ကတော့အမေကတော့ဘယ်တော့မှအပြစ်မတင်ဘူးဝေးပေးတာဝေကျေးဇူးတင်သွားပြီသူ့ကိုအဲ့လိုနေနဲ့အဲ့မွန်နေနဲ့ရောက်သွားပြီဗမာစစ်ကနေမွန်ဖြစ်သွားတာကျွန်တော်တို့မျိုးရိုးကြတော့ဇင်းချိုက်ကအဖေရဲ့မျိုးရိုးကဇင်းချိုက်တို့ကတွန်းတို့ဖလတ်တို့ဆိုအဲ့မွန်နေသူတို့ဘယ်လိုရန်ကုန်ရောက်လာလဲဆိုတော့ဒါအဖေနဲ့သိမှကိုယ့်ရဲ့ generation ကိုပြန်ပြီးတော့ရှာရတာရှာရင်းနဲ့မှအရင်တော့အရာရှိတယောက်ကနေဒါမွန်လေး3ယောက်ကိုခေါ်ပြီးတော့ဗမာပြည်ကိုခေါ်ပြီးမွေးစားလိုက်တော့မှသူကတင်ကားတက်ကားတဲ့အဖေကနောက်ဗာကြီးတယောက်ကြတော့ဟိုလည်းပေါ့ SV ခေါ်ပါပေါ့နော်ထောက်လိုက်ဘက်ကတယောက်တချို့လည်းအရာရှိတွေဖြစ်တယ်အဖေသေးတော့အကုန်လုံးလာစုံကြတော့အမေနဲ့ပြကမှတခါတယောက်နေရတော့မိမတယောက်တွေ့တယ်သူအိမ်သားသွားဘူးလေတယ်ဒါပေမဲ့အမှမသိဘူးသူပြောမှသိတာနောက်ချမ်းသာတဲ့ဗာကြီးတွေရှိပေမဲ့သူတို့နည်းနည်းလူမျိုးစွဲရှိလားမသိဘူးဖိုးကြတော့ကပြားဖြစ်နေတော့သူတို့သိအရာမသွင်းချင်ဘူးဟုတ်ကဲ့သူတို့ကစေစိုးပိုင်းရဲ့ယုံနေလို့တဲ့အလုပ်တောင်းတာတော့မပေးဘူးဒါပေမဲ့စိတ်မဆိုးပါဘူးဒါဖြစ်တတ်တဲ့ဟာပဲအဲ့လိုနေနေမှပိုးကနိုင်ငံခြားပြန်တဲ့ကကြက်ကစားဝင်မှာပြည်တော်စုလေးတွေရေးတော့ဒီလောက်ဆိုးတဲ့လူကိုလူကြီးကတော်တော်ချစ်သွားတယ်သူကအသက်သိပ်မကြီးသေးဘူးအဲ့တော့မှအသက်39လောက်ရှိပြီသူကတခြားနိုင်ငံပြန်လာတော့ဟိုအစိုးရရှိမှအလုပ်သွင်းပေးတာအင်ဂျင်နီယာဌာနမှာတဘောကတော့ခုနစောကသူကပေါ်ကိုမွေးစားလိုက်တာပေါ့တဘောကမွေးစားလိုက်တော့သူကအဲ့ဒါလေးအနေနဲ့ပြောလို့ကောင်းတယ်people engineering industry ဆိုတော့စက်မှုလက်မှုတိုးချလိုက်လောက်ကိုင်း corporation လက်အောက်မှာ IDC မိဖို့စက်ရုံဆိုတာရှိတယ်အဲ့စက်ရုံမှာအဲ့စက်ရုံနဲ့သမိုင်းကောင်းတယ်အဲ့ဒါ Smart Duwa ရဲ့ကချင်ပြည်နယ်စက်မှုလက်မှုအသင်းအဖို့တော်ကြီးကျိုးတဲ့ပုံကိုပေါ့ Smart Duwa ဆိုတာတော့အဲ့ဒါပြီးတော့အဲ့မှာ engineer ဌာနမှာ training ဆိုတာပိတာဆိုစိုက်ဖို့တွေလည်းရေးရတယ်ဟုတ်ကဲ့နောက်အဖို့အမျိုးမျိုးထွင်တော့အဲ့မှာ pamphlet တွေထုတ်တယ် socialist ခက်ပေါ့အဲ့တုန်းကအဲ့လိုလုပ်နေရင်လည်းမှအဲ့မှာပြည်ပိုင်သိမ်းလိုက်တော့အဆက်ရုံ73ရုံမှာဝင်ငွေတော်တော်ကောင်းတာတော့တွေ့တယ်။နောက်ကြိုက်ဆိုင်ခွင့်မှာပကြီးဆွဲရင်လည်းတော်တော်ပတ်စံရတယ်။နောက်အဖို့ဗီဇာမဟုတ်တာဆိုအကုန်ပြောတဲ့လူလေ။အဲ့ဒါနဲ့စေးခိုးရောက်တာနဲ့ဗာနဲ့ဆိုရင်တော်တော်ရတယ်။ကြာတော့မခံဘူး။အဲ့လိုနေနဲ့အဲ့ဘွားကိုအဲ့လိုပေါ့လေခပ်ပေါ့လေးပဲဖြတ်တတ်တယ်။နောက်စာဖတ်များသွားတယ်။ဟုတ်ကဲ့စာဖတ်များတော့အဲ့ခက်ကလက်ဝဲစွန်းဆိုတာ communism ကိုမအိဇင်ကဖတ်တာများတော့ဟိုဘာရဖို့ဘာလူငယ်သဘာဝပါဟုတ်ကဲ့ကွန်မြူနတီစိတ်ပေါက်သွားတော့လေနော်အဲ့လိုပိုဆရာလည်းဒီရန်ကုန်မှာတော်ကြာဘယ်နည်းလောက်အဲ့မှာ73နှစ်သားနေပြီးတော့73နှစ်ကနေဟို30နဲ့5ဆိုတော့မဟုတ်35နှစ်တည်နေတာ35နှစ်အိမ်တော်ကြတော့လေအဲ့20ကျော်လောက်ရှိတာပေါ့ဟုတ်တယ်အဲ့အိမ်မှာပဲမွေးသားတဲ့အိမ်မှာပဲနေလိုက်တာဦးထွန်းမြန်လန်းဆိုရှိတယ်အဲ့37မှာအဲ့မှာနေနေ
ဘယ်လိုဖြစ်လဲဆိုတော့သူကားလည်းပေးထားတယ်စကော်ဒီမှာတက္ကစီဆွဲတာပေါ့အစိုးရကားပဲဆွဲနေနေတရက်ကြတော့2နှစ်လောက်ရုံကန်လည်းပေးထားတယ်ဟိုကကားတော့နည်းနည်းကောင်းတယ်အဲ့အချိန်မှာအိမ်တော့မကြသေးဘူးအဲ့ဒါနဲ့တနေ့ကျတော့ကားပြက်သွားတော့ workshop ပို့လိုက်ရတယ်အဲ့ဒီမှာဘောကချီချင်းလျှောက်ဖို့ဘတ်ကားစီးဖို့လေအရန်ကြောက်သွားတာအဲ့မှာချက်ချင်းသွားတတိရတယ်ကိုတော်တော်မကျေနပ်ဘူးဟာဟိလူဘလို့ဖြစ်သွားတာလဲခင်ဗျာဒီလမ်းပေါ်မှာဖဏမှာလျှောက်တယ်နှစ်ပေါင်းများစွာဒီနေ့နှစ်လေးကားစီးတယ်လေခင်ဗျာဘာဖြစ်သွားလဲဆိုအရန်ကိုမုန်းသွားတယ်အဲ့မှာအဲ့မစီးတော့တော်ပြီဆိုကြလိုက်တော့မွေးစားတဲ့အဖေကတော့မင်းအဲ့လိုဘလို့ဖြစ်သွားလဲဘာညာဒါမှအဲ့လိုလူဘဝရဲ့ငွေတို့လောက်ပိုင်ခွင့်တို့ကလူဘဝကိုအပြောင်းလဲတွေအများကြီးလုပ်သွားတယ်အဲ့ဒါငယ်ငယ်လေးနဲ့သွားသိလိုက်တယ်ဒါပေမဲ့မပြင်နိုင်ဘူးတွေဟာလဲအသက်40ကျော်လောက်မှအဲ့လိုဘဝင်တစ်ခါထပ်မြင်တော့တွေ့တယ်အဲ့ဒါနဲ့ဒီတိုင်းမှုတွေပဲနဲ့ဒီရဘခမှာခင်တဲ့ဘိုးချုပ်တွေတော်တော်များတယ်တိုင်းမှုလုပ်တဲ့လူတွေဘိုးချုပ်မောင်သိန်းတို့အဲ့ဒါစသည်ဖြင့်ပေါ့လေအရာရှိတွေတော်တော်များတယ်အဲ့ဒါမလို့ဟိုကလေးတွေလက်ဆောင်ပေးနေတာခွင်းလှုပ်ပြီးနှိမ့်ချတတ်တဲ့ဟာတွေနည်းနည်းလေးကြည့်မခက်တော့တော်တော်ခက်ပါတယ်လို့ဒီဟာအဲ့ဒါလေးလက်ဆောင်ပေးနေတဲ့ကလေးတွေကအဲ့ဒါဟုတ်ကဲ့ဆရာကြီးဗာလေကျွန်တော်တော့ဆရာကိုစတိတာစတွေ့တာဒီနှက်ခတ်မှာပေါ့နော်ခုနကတော့ဆရာဟိုရန်ကုန်မှာကျင်နေခဲ့ရတဲ့အကြောင်းတွေနော်အဲ့တော့လဲဘဝကလည်းတော်လေးစုံခဲ့တယ်ပေါ့နော်အခုကျွန်တော်ဒီရှမ်းပြည်ရောက်ဖြစ်တဲ့အကြောင်းလေးပြန်ဆက်လာကြရအောင်ဆရာပဲခုနှစ်ကတည်းကဒီရှမ်းပြည်မှာရောက်ခဲ့လဲဘယ်မှာလုတ်ခဲ့လဲပေါ့နော်ဆရာနော်တခြားနေရာကောလုတ်ဖြစ်တဲ့ဟာလေးတွေလေပြောပြပါခင်ဗျရှမ်းပြည်ရောက်တာက82ခုနှစ်ပေါ့နော်ဟုတ်82မှာရောက်တယ်ရောက်တာကဗမာပြည်မှာဘုံဝင်ပြပွဲဆိုတာရှိတယ်ဟုတ်ပြပွဲဥက္ကဋ္ဌလောက်တာကမစ္စတာဒီတဲ့ပတ်ချာပြီးဘယ်မှာလဲဗျရန်ကုန်ကရန်ကုန်မှာအဖွဲ့ချုပ်ကတဏ္ဍတနဓမ္မပါလကအဖွဲ့ချုပ်ရန်ကုန်ကနေရှမ်းပြည်လာပြအဲ့ယူစီကရှမ်းပြည်ဖိတ်တာဟုတ်အဲ့တုန်းကအဲ့ဖိတ်တော့လာပြရင်းနဲ့ပါလာခဲ့တာဟုတ်ပါလာခဲ့နဲ့ပထမဆုံးမူဆယ်မှာပြတယ်နောက်နန်းခမ်းမှာရင်ပြတယ်ပြီးမှမူဆယ်ကိုလာပြတော့နန်းခမ်းမိတ်ဆွေတွေများသွားတယ်များသွားပြီးတော့မှဘာဖြစ်လဲဆိုတော့အဲ့တော့ကောင်စီပါတီကောင်စီခစ်ကိုဟုတ်သူတို့နာမည်လေးတွေအမှတ်တရတချို့လည်းမရှိကြတော့ဘူးဟုတ်ဒါကျွန်တော်မိတ်ဆွေကောင်းနေပေါ့နော်ဟုတ်ဒီမှာဆိုတော့ဆိုင်းချိုအေးဆိုတော့ပါတီဥက္ကဋ္ဌလုပ်တယ်ဆိုင်းချိုအဲ့ဒါနဲ့ဒီတောင်ပေါ်ကလွတ်တိန်ခမ်းမှာပြင်ဆောက်ကြီးဖရားကိုတည်ပေးရတယ်ဟုတ်တည်ပေးတဲ့ခါကျမန်းခမ်းကကျွန်တော်မိတ်ဆွေရှမ်းလေးတွေနဲ့ပဲကျွန်တော်တို့တည်လိုက်ကြတာဒါလွန်ခဲ့တဲ့အနှစ်40ကျော်ကပေါ့ဦးလက်ရှိတယ်ဟာဟုတ်အဲ့လိုနင်းနေမှတခါနန်းခမ်းကပါတီဥက္ကဋ္ဌလုပ်တဲ့ဒေါ်နန်းသိန်းဟန်တို့မြို့နယ်ဥက္ကဋ္ဌလုပ်တဲ့ဦးဆိုင်သာအေးတို့ဆိုင်းဖိုးကျော်တို့အကုန်လုံးကခင်ကြတာဟုတ်ခင်ကြတော့ဒီမှာလုပ်တဲ့မြို့နယ်ဥက္ကဋ္ဌလုပ်တဲ့ဟိုစိုက်ကောင်မောင်လေးကတစ်ခေါက်ပြန်လာပြီးအခုညီပေးဖို့ဆိုတော့အဲ့အချိန်တုန်းကဒီရှမ်းပြည်မှာပကြီးဘူးဆရာတော်တော်နေသေးတယ်ဟုတ်တယ်ပကြီးဆရာဆိုလို့မော်ဒန်အားရေးတဲ့ဆိုင်းကျော်တင်တယောက်ပဲရှိတယ်ဟုတ်ကျန်တာမတွေ့ရဘူးဟုတ်တယ်အဲ့ဒါနဲ့ကဲဆိုတော့မန်းခန်းကိုရောက်လာပြီးတော့မှအဲ့ပုတ်ပါရုံပုတ်ပါရုံမန်းခန်းစီဒီမန်းခန်းစီဒီဟိုနည်းနည်းမုံမှန်ပေးတယ်မဟုတ်ဦးလေဆရာတို့ရောက်တော့ဆိုရင်မန်းခန်းစီဒီဘုရားတော့ရှိထားပြီအဲ့ဒါပြင်ပြီးပြီဒါပေမဲ့ဟိုမပြည့်စုံသေးဘူးမပြည့်စုံသေးဘူးအဲ့ဒါနဲ့ဘောကဒီဇိုင်းတွေထုတ်ပြီးတော့မဟုတ်ဦးတို့အဲ့ဟိုအရန်ဒရိုင်းတွေပါတွေလုတ်လိုက်တယ်အဲ့တော့စီဒီဘုရားငကိုကလေးကရှိတာရှေးတော့ဘုရားအဲ့ဒါကိုဘယ်လိုကပြင်လဲဆိုတော့ပါတီခက်ကအဲ့ဆေးအိုကြီးလုတ်သွားတဲ့ဟိုရင်တော်လားဒေါက်တာသိန်းနိုင်နာဂသိန်းနိုင်လို့ခေါ်တယ်သူကဥဆောင်ပြီးသူကစပြီးတော့လုတ်တာဒါပေမဲ့သူနဲ့ကတော့နောက်ပိုင်းတော့ဆုံပေမဲ့ဟိုတိတ်မရင်းနှီးသွားဘူးမရင်းနှီးဆိုတာအဖိုးကလမ်းပေါ်လဲနေတယ်ပညာလည်းမတတ်ဘူးဆိုတော့ပညာတတ်တဲ့လူတွေချမ်းသာတဲ့လူအရင်မုန်းတာအဲ့ဒါမသူတိတ်ကြိုးမဆိုင်ဘူးအဲ့ဒီလိုတက်လွဲမာနတွေလည်းလူတွေမှာရှိတတ်တယ်အဲ့နာနဲ့ရောက်ချလာပြီးတော့မှဒီမှာမန်းခမ်းရွာလေးမှာနေလိုက်တယ်အဲ့တော့ပုတ်အောင်အကြောင်းမရှိသေးဘူးအဲ့ဒါဟိုရင်ဘိုးလေးရှိဆိုရတောင်းပြီးတော့မှအဲ့မှာလှုပ်ရင်းနဲ့မိတ်ဆွေတွေများတော့ဒီနန်းခမ်းကတော့ကျွန်တော်ဘဝမှာကိုယ့်ရဲ့ဒုတိယမြို့တော်ပဲကျွန်တော်အရန်ချစ်တဲ့မြို့ပဲဒီကဟုတ်ကဲ့ဟိုတနေ့ကရောက်တော့အရန်ဝင်းတာတယ်မရောက်တာကြာလို့မိတ်ဆွေတွေပြန်မင်းရတယ်မန်းခမ်းရွာလေးဆိုရင်တော့တကယ်ဟ
ဟိုတစ်သက်စရာကောင်းတယ် ဟုတ်တယ်အဲ့မှာမဟုတ်ဦးကျောင်းရဲ့စီတီဘီရဲ့ program ထဲ ပ မှာ ရဝင်းရယ်နောက်အဝင်မုတ်ဦးရယ်နောက်ကျောင်းအရင်ကျောင်းဟောင်းကြီးမှာတော့ဖရာတဆူထုပေးလိုက်တယ်အဲ့ဒါ တွေ့တယ် ဟုတ်တယ်ဘောရယ် အာ နောက်ဟိုစိုင်းဖေညွန့်ရယ် အာ ကိုညာမိုးရယ်ဦးဆိုင်သားကြီးရယ်၄ယောက်စုပြီးတော့လှူလိုက်တာ อ๋อ အဲ့ဒါကိုအဲ့ဒါပါ အဲ့မှာဘယ်နှစ်လောက်ကြာခဲ့လဲပေါ့ မန်ခမ်းမှာက12နှစ်လောက်ကြာတယ် อ๋อ ရောက်ပြီး2နှစ်လောက်မှာပဲကိုခိုင်ကဖះလာဖူးတယ်ဟိုတက်မှမူဘူချုပ်ညာလဲ อ๋อ လာဖူးနေအဲ့ဖះတွေပြင်နေတော့သူကအကူကြီးတောင်းတာ อ๋อ အဲ့ကိုခိုင်မှာသူရဲ့ကောင်းပိတ်မှာစောက်ချင်လို့ပေါ့ ဟုတ်ကဲ့ အဲ့တော့အဲ့ဒါနဲ့ကိုခိုင်ပဲရောက်သွား အော်ကပဲရောက်တော့ ရောက်သွားပြီးတော့ကိုခိုင်အထွက်ကအဲ့သူရဲ့ကောင်းပိတ်မှာစောက်တယ် ဟုတ်ကဲ့ နောက်လွယ်ဆန်စစ်တောင်ပေါ်လဲဖះသွားတယ်ဦးသေးတယ် ဒီလွယ်ဆန်စစ်တောင်ပေါ်မှာ တောင်ပေါ်မှာပထမဆုံးတဲတာ อ๋อ မိုင်းဖုံးဆရာတော့မတဲခင်မှာတော်တော်ခက်တယ်တော်တော်ခက်တယ် အဲ့ဒါပဲခုနှစ်လောက်မှတ်မိ ခုနှစ်ကတော့ မှတ်မိတော့ 80နဲ့ဆို83 84လောက်မှဖြစ်မယ်တိတ်တော့မသိကြဘူး ဟုတ် အဲ့ဒါအဲ့မှာသွားတဲလိုက်ပြီးတော့မှတော်တော်များများကိုယ်ခိုင်မှာအနေများတယ် ဟုတ်ကဲ့ မန်းခန့်အောင်တစ်ခါလေးမှပြန်လာလူကြီးကခေါ်ထားလို့ အော် ထူးဆန်းတာအဲ့မှာအရသားနဲ့အဲ့ကျွန်တော်စစ်တပ်နဲ့ပေါင်းရတာအနည်း20နီးပါးဖြစ်သွားတယ်ဘာလို့ကျွန်တော်မိတ်ဆွေမရှိတော့ဟိုမှာရန်ကုန်မှာကြောက်လည်းမိတ်ဆွေတိတ်မရှိလာဘူးကျွန်တော်မရှိစရာအတိုင်းဝိုင်းမယ်လေ ဟုတ် အပြင်တိုင်းဝိုင်းမရှိဘူးဆိုတော့နောက်အစိုးရဌာနရောက်တော့နည်းနည်းဟိုလေပေါ့အသိတော့ရှိလာပြီတရင်တနည်းမရှိဘူး ဟုတ် ငယ်ပေါင်းဆိုတာမရှိဘူးပေါ်မှာအဲ့ဒါ ဟုတ်ကဲ့ ဒါမလို့ရှိတဲ့လူတွေကိုကိုကညီကိုလို့ခင်းတာ ဟုတ်ကဲ့ နောက်မွေးတာလည်းတကောင်ကျွတ်ဆိုတော့အမျိုးလိုချင်တာ ဟုတ်ကဲ့ အဲ့နဲ့မုံတော့ဖြစ်သွားပြီ အာ အမေတွေကြတော့ဘာဖြစ်မလဲဆိုတော့မုံနေအသားညိုတော့ဘောလိုပဲညိုညိုတွေဒါပေမဲ့မိသားစုတစ်ခုလုံးကဖြူဖြူတွေနဲ့နောက်ခြေထောက်တွေတိဆောက်တာဒီချမ်းပြည်ရောက်မှရှမ်းမတွေနဲ့တော်တော်တူတာသွားတွေ့တယ် ဟုတ် အဲ့ဒါနဲ့သူတို့ပြန်မေးရတာဗောလေအမေနဲ့စုံတဲ့အခါပြန်တွေ့ရင်ပြီးတော့မှပို့တို့ရွာနဲ့တမိုင်กว่าမှာရှမ်းတေးကြီးအထက်ရွာအောက်ရွာဆိုရှိတယ်အခုတည်းအဲ့နာမည်ပဲ အဲ့မှာအဖိုးရဲ့နာမည်ကြတော့ဥပေါ်လိန်ဆိုတာဗမာနာမည်မဟုတ်ဘူးအဲ့ဒါ ဟုတ် နောက်ဟိုဘေးကြတော့ဥရွှေလောက်တဲ့ ရှင်းလောက် ဗမာတွေမှဲ့တဲ့နာမည်မဟုတ်ဘူးနောက်တော့မြင်းမွေးတယ်အဲ့မှာမြင်းမွေးတာမရှိဘူးတော့တိန်ဒီချမ်းနေဖြစ်နိုင်တယ် အော် ဒါတော့ဟိုအဲ့စူပေါင်းစာပုံပေါ့ကပြားတယ်မို့ကကလေးဖြစ်သွားတယ်တဲ့အမျိုးမျိုးတွေဖြစ်ကုန်တယ်သွားပြီးတော့တောင်းမလဲရှမ်းပြည်ကိုသိချစ်သလားပေါ့ ဟုတ်ကဲ့ အဲကိုရင်ဝတ်တော့လှမ်းကြည့်လိုက်တော့တောင်ညုံညုံနေမြင်အရန်လာနေကြတာဒါမှမဟုတ်ဒီဘက်မှာနေရတာပျော်တယ် ဟုတ်ကဲ့ ခဏလာသလိုနဲ့မပြန်ဖြစ်တော့ဘူးအဲ့ဒါ နောက်ဒီနန့်ခမ်းမှာတာမကလေကျွန်တော်တွေ့ခဲ့တာဆရာလက်ရာကြီးလာရှိုးမှာရောဒီဘောဖက်မှာရောအဲ့ဒါဘာလို့ပြလဲပေါ့ပြောပြပေးပါ လာရှိုးရောက်တော့လာရှိုးအဝင်မုတ်ဦးဆောက်တယ် အော် နောက်နိုင်ဟိုပန်းညာမှာနည်းနည်းဗန္ဓုလမြင်းစည်းရုပ်တွေပဲလှုပ်လိုက်သေးတယ် အော်ဟုတ်ကဲ့ လှုပ်တော့လေပေါ်ကဘပုထုဝင်မဲ့ဟိုတလိษံရခန္ဓာဝိဒမသိလို့တောင်းမှန်တယ်လူကြီးကိုကျွန်တော်သိတော်အောင်မဟုတ်ဘူးဆိုတော့ အာ အတင်းလှုပ်ခိုင်းလိုက်တာ ဟုတ်ကဲ့ ဒီနေ့ဒီရှက်နေတော့မှအဲ့ဒါအဲ့ဒါပြီးတော့မှသေဘော အာဒီဘော စံဖိတ်နာမုတ်ဦးသွားလှုပ်ရတယ် အော်ဒီဘောပဲမှာ စံဖိတ်ယူအားလေးရှိတယ်အဲ့မှာမုတ်ဦးဆောက်တယ် အော်မဟုတ်ဆိုဒီ ဆောက်တယ် ဒီဘောအဝင်လား ဒီဘောအထွက်မှာ ဒီဘောအထွက်နော် အထွက်မှာ ဟုတ်ကဲ့ဟုတ်ကဲ့ နောက်ဟိုလင်းကြတော့နောင်ချိုကြတော့ဆရာဆန်ရဲ့ရုပ်ထုပန်းညာမှာထုပေးလိုက်တယ် နောင်ချို နောင်ချိုမှာ ဟုတ်ကဲ့ နောင်ချိုအထိနောက်မိုင်းခေးမှာကြတော့ဟိုအရင်လူကြီးကျွန်တော်တို့နိုင်ငံလူကြီးလှုပ်သွားတဲ့ဦးစောမောင်ဗျူဟာမှုကဗျူဟာကုန်းလှုပ်လာပြီအဲ့မှာဖျားတစ်ခုတည်ရတယ် အော်ဟုတ်ကဲ့ နောက်သူမုံစည်းဘက်မှာတဆူတည်ရတယ် ဟာအဲ့မှာ နောက်ပြီးတော့လေဆရာရဲ့လုပ်ငန်းအတွေ့အကြုံအနေနဲ့ရောဆက်ဆံရတဲ့လုပ်ငန်းရှင်တွေရောနောက်ပြီးအစိုးရအဆက်ဆက်ကိုလည်းပေါ်ကဆက်ဆံပြီးတော့လုပ်ရတာပေါ့နော်ဒီဘုံကြီးเจ้าတွေကအစပေါ့နော်အဲ့ဒီဟာတွေသူတို့နဲ့ဆက်ဆံပြောဆိုတဲ့အခါအလုပ်လုပ်တဲ့အခါမှာအမှားရဆရာလေးတွေတခုများရှိရင်ပြောပြပေးပါလားပေါ့ အမှားရစရာတော့ဘောကဟိုနေလေအလုပ်တစ်ခုလုပ်လို့ရှိရင်ဟိုရန်ကုန်မှာနေတော့လည်းဆရာကြီးမှာပတ်စံမရဘူးရန်ကုန်ဆရာတွေပတ်စံပေးတော့မဟုတ်ဘူးနည်းနည်းလို့တော့အိတ်တဲ့တော့ဝယ်ပေးတယ်သူတို့အဲ့လိုအကျင့်မရှိဘူးနောက်သူများတော့လွယ်မှာပေါ့ဘောကြတော့နည်းနည်းခက်တယ်ဆိုတာလမ်းပေါ်ဂျဘိုးဆိုတော့တိတ်လက်မခံချင်ဘူးသူတို့ဟိုခိုးသွားမလားပါသွားတာလင့်လဲခိုးမဲ့လူကိုသူတို့အပြစ်မတင်ဘူးတရားဒါတော့
ကိုရရင်တဲ့ဟာကိုသိခံပြီးတော့ဒါဖုံကြောင်းနေတဲ့ကျေးဇူးလည်းပါပါတယ်အဲ့မှာလောကနေတင်တော့ရန်သူဖြစ်စေတဲ့ကောင်းမွန်တင်ထားတဲ့မင်းရန်သူကိုချင်းဆိုင်တဲ့ခါကျတော့ပောက်ခွဲလိုက်တယ်ဆိုတော့အဲ့ဒါလေးကောင်းတယ်မှတ်တော့ရန်သူလို့တော့သဘောမထားပေမဲ့တိတ်ချပြီးတော့ဆက်ဆံတတ်လာတယ်နောက်ကိုလုံးမဲ့ဟာကိုရအောင်တည်ကြီးခံတတ်တာဟုတ်ကဲ့မဖြစ်အောင်တည်ကြီးခံတတ်တယ်ဟုတ်ကဲ့ဘာလို့ပကြီးစရာသာဖြစ်လာတဲ့ဒီ sketch book မရှိဘူးဟုတ်ကဲ့ခဲတာမဝင်နိုင်ဘူးဟုတ်ကဲ့အဲ့ကြတော့ poster အဟောင်းကြီးမှာမီးသွေးခဲနဲ့နည်းနည်းလေ့ကျင့်ရတာတွေသွားတွေ့ရတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါတွေကလည်းဘဝမှာတော်တော်ကောင်းပါတယ်ဒီဟာဟုတ်ကဲ့ပါနော်ဟောလေဆရာဆွဲခဲ့တဲ့ဟာကျွန်တော်လေ့လာမိတော့ဆိုရင်ခဲanatomy ကိုလည်းတော်လေးဆွဲထားများတယ်ပေါ့နော်ခဲရယ်နောက်ပြီးရည်စီးအောက်တိုးတွေနည်းနည်းပါးပါးလေးတွေ့တယ်နောက်ပြီးနောက်ပိုင်းကျအခုဆေးလက်စမ်းတက်နေတဲ့ acrylic တို့ CC တို့ဒီဟာတွေကပေဟာပို့ပြီးတော့လက်အရတာတွေ့လေပေါ့အဲ့ဒါပို့ပြီးနေတဲ့လေအဲ့ဒါတော့နည်းနည်းလေးတော့ဟိုရင်ပေါ့လူတွေတွေးနေတာနဲ့ဆန့်ကျင်ဘက်တွေတော်တော်များတယ်ဟုတ်သူကမီယိုးဖလာပြတာအလုပ်ထုဆွတ်ဆွဲမဲမဲလုပ်အဲ့လိုပြောတယ်လေဟုတ်တဲ့တော့ဟုတ်တယ်တကယ်တော့မဟုတ်ဘူးနောက်ဝါသနာပါတာလုပ်လို့ပြောတယ်အဲ့ဒါလည်းမဟုတ်ဘူးသူကအလုပ်ဆိုရင်အကုန်လုံးလုပ်ကြည့်ဟုတ်ကဲ့လုပ်ကြည့်လိုက်ရင်အဲ့မှာဘယ်ဟာတော့စာဖတ်များတော့အဲ့ဒါလေးကံကောင်းပါတယ်စာဖတ်များတယ်ဆိုပြီးတော့တချို့ကလည်းစာယူသွားတယ်သွားတွေ့တယ်ဖတ်တဲ့စာအုပ်တွေနဲ့ပဲဟိုပညာမပေးပဲပညာပြတယ်သွားတွေ့တော့အဲ့ဒါနည်းနည်းလေးအဆင်မပြေဘူးလေအဲ့ဒါလေ့ကျင့်ကြည့်တဲ့ခါကျတော့အချိန်မှလေ့ကျင့်လိုက်လို့ရှိရင်ဘယ်ပညာဖြစ်သူ့ရဲ့အတိတ်နဲ့ကိုသိလာလိမ့်မယ်ဒီမှာသိစိတ်ရှိမယ်မသိစိတ်ရှိမယ်နောက်ထပ်လေ့လာရင်အလိုလျောက်သိစိတ်သူ automation ဖြစ်တာလေအဲ့ဒီဟာပေါ်လာတယ်နောက်စာဖတ်တော့လဲအဲ့ဟိုတဲ့ဇင်ဗုဒ္ဓဘာသာမှာသွားတွေ့ရတယ်ခင်ဗျားတို့ဒီပစ္စည်းတဲ့လူဖြစ်အမိုက်ပြောင်လဲပါတယ်ကိုယ့်လိုကိုဂူးဆိုင်ခိုင်းတာဟုတ်ဘာလို့ခစ်တွေကရွေ့သွားပြီအရွေ့တွေအများကြီးဆိုတော့တခုနဲ့မရဘူးနောက်မှားသွားတာကအမှုပညာတွေဆိုတော့ဆင်းရဲပါစေတို့အမှုပညာတွေပဲဆင်းရဲလို့တော့ရတယ်ဒါပေမဲ့မိသားစုကိုမပန့်မိုးရင်တော့ဒါမဟုတ်သေးဘူးဒါလူချင်းကိုဖောက်ပြနေတာပဲဆိုတော့တော်တော်များများမြို့မှနေတော့အဲ့လိုဆရာတွေနဲ့တွေ့ကြရတယ်လွယ်မယ်ဆိုတော့အိမ်ကကလေးတွေကငတ်နေပဲအောင်မြင်သွားပြန်တော့လေဆယ်ပေကားလေးတွေမှာပဲလူတွေချိန်မွန်းတာကိုတာယာပြီးတော့ဒါမှမဟုတ်သားသမီးတွေဟိုမတ်သူရှင်တို့ပကြီးရေးတယ်ကြီးဆိုင်တို့လည်းပြောပါတယ်လူတွေချိန်မွန်းတာတိတ်မတာယာဖို့ငွေနောက်လည်းတိတ်မလိုက်ဖို့ဘာလို့ဆိုတော့ငါလုံးလိုက်ကဘာကြော်သွားမယ်ဆိုတော့လည်းမထည့်နဲ့ကိုလှုပ်တဲ့နာလွတ်လွတ်လိုက်လှုပ်ဖို့ဟုတ်နိုင်ဝက်အချိန်နဲ့နိုင်ဝက်လေ့ကျင့်ဖို့ကိုကိုဘေးဖက်မှာဒီ case ကတွေပြန်လေ့ကျင့်ရတယ်တနေ့ကငါ10ပုံလေ့ကျင့်မယ်ပုံ100ကျော်တယ်အကုန်လုံးမပါတော့အဲ့ထဲမှာဟုတ်ကဲ့နောက်စီသေးလည်းရေးပြသေးတယ်ဘဘူးကလည်းထုပြသေးတယ်ဘဘူးထုတော့လေဟိုပတ်စံလိုချင်လို့ပါအမှုပညာကြောင့်မဟုတ်ဘူးအရင်ဝင်ကောင်းတယ်ဘဘူးကအဲ့ဒါအခုလက်ရှိမှာရန်ကုန်ရင်ကျေးမှုမှာလုံနေမောင်မြင့်ဆန်ဆိုတယောက်ရှိတယ်ဟုတ်အေးဆရာအောင်ကိုအောင်ဘာမကတိကလာဘာမောက်ကလာကိုအောင်ကျော်တို့နဲ့အတူတူပဲအဲ့တော့သူကပေါ်ကအဲ့တော့ဗမာနေလဲဆိုပတ်ဆိုရမှာဆရာဦးသိန်းညွန့်နဲ့ပကြီးဆရာကြီးတဝဲကြီးသူ့ရှင်မှာပကြီးကားရေးတယ်ဒီဆရာကြီးကတော့တော်တယ်တော်တယ်ဆိုကိုချစ်လို့ဟုတ်ကဲ့ဟိုဆရာကြီးတွေစတိုင်းပဲဟိုမှာတော့နည်းနည်းအကြီးကျယ်တယ်စကားပြောတော့ခက်တယ်ဆရာတွေကသူကတော့ဘလောက်ပေးလဲဟိုနိုင်ငံခြားပြန်လာစာပေးတယ်ညနေ3 နာရီအစိုးရဌာနတွေအလုပ်သေးရင်သူ့ရှိမှာည9 နာရီထိပကြီးရေးပေးရတယ်ဘာတွေရေးရလဲဆိုတော့ရွှေတုံဖះရဲ့နောက်ဟိုဗာလဲဟိုဘရောင်မိုင်းစလိတောက်တဲ့ဟာရဲ့ခင်ပူအောင်ရေးရတာနောက်ပြပွဲကြတော့လေအစိုးရအခိုင်းတွေဖွယ်ရတယ်စတလကဆိုအဲ့ဟောကြီးတွေမှာဖွယ်ရေးရတော့အဲ့စတားမြတ်သားတို့ဆရာကြီးတွေလာပြီးတော့သူတို့အရန်အားပေးတာသွားတွေ့တယ်ဟာအဲ့ငယ်နာမဲအဲ့မှာဘာခေါ်လဲသူတို့ကနာမည်အများကြီးပဲလေပို့မှာလမ်းပေါ်ဆိုတော့အဲ့မှာဒါတွေမေးရတဲ့အယောင်တော့အရန်ကောင်းတယ်အဲ့မောင်မြင့်စာဆိုရင်ဟာအခုဒါတွေခင်ဗျာအရန်ရှာတာပဲနော်ဆိုရှာတာလည်းမသိဘူးဟိုတဘာဝကြောက်တွေးပြီးတော့လှုပ်နေတာအယောင်တွေကြတော့လေဟိုကိုဘဝကြောက်လားမသိဘူးအယောင်တွေနဲ့တိဆောက်တာတွေကနည်းနည်းမာတာတွေသွားတွေ့တယ်အယောင်တွေဆိုရင်ပေါ့ဆန့်ကျင်ဘက် contrast တွေအများကြီးသွားတွေ့ရတယ်အဲ့အပူအေးတက်ရေးတာလို့အဲ့အယောင်တွေဆိုတော့ထင်းကနေဖြစ်တော့လူတွေကြိုက်တယ်ထင်ပါလေဟုတ်ကဲ့
နောက်ပြောပါလေပေါ့တော်တော်များများကပေါ့နော်ဒီကျွန်တော်လေ့ကျင့်တာပဲဖြစ်ကျွန်တော်ရေးဖြစ်ကိုပိုင်ရေးနဲ့လေ့လာရေးနဲ့စာဆဲကဖြစ်ဒီအပြင်ကပချီကားတွေကြည်ရင်းနဲ့ဖြစ်အနည်းနဲ့အများကိုနစ်တဲ့သူတယောက်ပေါ့နော်ဆရာတယောက်ပေါ့နော်အဲ့ဒါကိုရှိလားရှိရင်ကိုအပေါ်လွမ်းမိုးမှုအဲ့လိုမျိုးရှိရလို့ခံရလားဘယ်သူဖြစ်နိုင်မလဲပေါ့ပေါ်ရဆန်ပေါ်တဲ့ပေါ့နော်ရှိတယ်ဆိုတော့အဲ့ပထမအဦးဆုံးအခုတည်းကျေးဇူးတင်နေတာအဲ့အီတလီဗီဇာကြီးမစ္စတာကိုရိုနောက်ဘဘူးကြတော့ခဏပိုးတော့ခဏမှကြောင်းမရှိသေးဘူးနားမှာပဲလူကြီးတယောက်ကစာတင်ပေးတာဟုတ်စာတင်ကြောင်းဆိုတာကဥလူဒီပါထဆဆိုရခက်ပေါ့သူကဘာခေါ်လဲဆိုရင်ဟိုတဲ့ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဆိုပြီးတော့အဲ့လိုအုပ်ချုပ်တဲ့ခက်မှာသူမဲနိုင်လို့ပြည်တော်သားအကြောင်းဆိုပြီးတော့ဆောက်ပေးတာအဲ့မှာတွေ့ရတယ်။ဒါဘောကတိတ်ကြာမနေရဘူး။ဒါကံကောင်းတာအနားမှာစာတင်တာကိုနားထောင်ရင်းနဲ့စာအုပ်အတူစာတွေဖတ်ရင်းနဲ့အနားတကြီးအိမ်ကအဲ့စာအုပ်တွေဖတ်လိုက်တော့ဗမာရာဇဝင်သိပ်မဖတ်ဖြစ်ဘူး။သူတို့အိမ်မှာပါတဲ့ရောဘင်ဟူတို့အဲ့ဒါလေးလည်းတော်တော်အရေးကြီးတယ်။ရှေ့စပီးယားတို့ဥပုံညမသိဘူး။အဲ့လိုနောက်ပြီးတော့ဒီမိုက်ကယ်အင်ဂျလိုတို့အခုအရန်ဆွဲလာတာဟုတ်တယ်အဲ့ဒီရှေ့စပီးယားဝတ္ထုဆိုလို့ချင်းဒီဂျူလီယက်စီဇာတို့အော်သဲလိုတို့ဆိုရင်တော်တော်လေးနှစ်သက်တာနောက်ရန်ကုန်ရောက်မှဒီဗမာသမိုင်းကိုလေ့လာတဲ့ခါကျတော့ဘာသွားတွေ့လဲဆိုတော့အခုအရန်တော်တဲ့ဆရာတယောက်ပြဒေါက်တာတန်းထွန်းနဲ့ဟုတ်ကဲ့အဲ့ဘုံတွင်ပြောင်းနေနေတော့အဲ့သူ့ရှိရပရပိုက်တွေကိုသွားကူးရတာပုံလေးဟုတ်ကဲ့ကူးရင်းနဲ့တိတ်အားမရဘူးအခုရေးတဲ့ဒီနိဗ္ဗာန်ကားတွေကိုဟိုတတန်ကွန်မင်းဆိုတဲ့ရုပ်ရှင်ရှိတယ်အဲ့ဟိုပိုစတာတွေကိုအဲ့ဒါတွေကိုဗမာလို copy လုပ်လိုက်တာစလုပ်တာမော်လမြိုင်တောင်ဝိုင်းကျောင်းနဲ့ဘုံတွင်ပြလိုက်မပြောင်းလို့လုပ်တာဟာအဲ့မှာစလုပ်လိုက်တာဆိုတော့ကိုဆွဲလာနာကအနောက်ဘက်ကလူရင်းတယ်ကိုယ့်ဘက်မှာဘယ်သူမှသိကြိုက်တာမတွေ့ဘူးပထမဥပညာတော်တော်ကြိုက်ပြီနောက်ပိုင်းကျတော့တမျိုးဖြစ်သွားပြန်နောက်ဆရာတွေဆိုရင်လည်းဘပုထုရင်ဟိုတိတ်တော့မထင်ရှားတဲ့ဆရာတွေရှိပါတယ်ဆရာကြီးဥဟန်တေကျတော့ထင်ရှားတယ်ဒါနိုင်ငံတော်ရဲ့ဟိုရင်ပေါ့ဟုတ်တယ်အေးသူကဆရာဦးသိန်းညွန့်ရဲ့ရောက်ဖတ်တော်တယ်ဟုတ်အခုကပကြီးဆရာပဲအထင်ကြီးတယ်ဘူးဆရာအထင်မကြီးဘူးဆိုတော့အဲ့လာရှိုးကြမှာသူကအဲ့ဟိုတိုင်းရင်းသားစီယုံကြီးရုပ်လေးကိုတင်းစီချိုးတဲ့ရုပ်ကြီးလာထွေနေသူကအဖို့ခင်ခင်မဲနေတော့ပြောပြလိုက်ရတာပြောပြတော့ဘာဖြစ်လဲဆိုတော့ဒီအနုပညာရေးစရိုက်ကသေတိဒါပဲလှုပ်သွားမယ်ဆိုတာလူတိုင်းပြောတာသွားတွေ့တယ်ငတ်ချင်ငတ်ပါစေဆိုတော့သူကတ်တာတော့ရေးမကြည့်ဘူးမိသားစုကတ်တာတော့ဖို့ကမကြိုက်ဘူးအဲ့ဒါဒါမှမဟုတ်ပြောင်းပြန်လှုပ်တယ်ဒီမှာလဲလာလှုပ်ကြည့်တယ်ဒါမှစီးပွားရေးလို့တော့မမြင်တော့ဘူးအလုပ်ကိုပြောတာဟုတ်ကဲ့တရုတ်ပြည်သွားရင်လည်းအဲ့ဒါပါတယ်ဟုတ်ကဲ့ဒါမှမဟုတ်တရုတ်မိတ်ဆွေလည်းအဖို့ခင်တယ်ဆိုတာကဘယ်နိုင်ငံပဲသွားအကောင်းဆုံးနဲ့တခြားဘုတ်ခိုင်နှစ်ခြားဘုတ်လုပ်ကြည့်ဘယ်နိုင်ငံသွားပါဒါပေမဲ့မြောင်းတော့မနေနဲ့နှိမ့်ချပေးဟုတ်ကဲ့ဒါလူလောကကိုခဏလေးလာကြတာကိုကဟုတ်ကဲ့အဲ့ဒါလေးလည်းလက်ဆောင်ပေးကြတာလေဟုတ်ကဲ့ပါဟုတ်ကဲ့ပေါ့အခုဒီပချီပပူအကြောင်းကတော့နည်းနည်းစွန်တလောက်ရှိကြပြီပေါ့နော်ပေါ့ဒီနောက်ပိုင်းဘောကဒီမူဆယ်မှာအခုဒီလက်ရှိပေါ့နော်အဲ့ဒါကိုလည်းဘယ်လိုရောက်လာတယ်လဲအခုဘာတွေလုပ်ဖြစ်နေရလဲအရင်အခုလည်းတွေ့မြင်နေရတာဆရာ channel မှာဆိုရင်ဒီအိမ်ယာမရှိတဲ့သူတွေကိုဆရာလက်ခံပေးပြီးတော့နေရာပေးထားတယ်ပေါ့နော်အဲ့ဒါဘယ်လိုအကြောင်းကြောင့်သူတို့ကိုလက်ခံပေးထားပါတယ်လဲပေါ့အဲ့ဒါကိုလည်းရှင်းပြပေးပါအောင်ဒီမူဆယ်အဲ့ဒါရောက်ပြီဒီချန်ကသူကအခုမှဈေးကောင်းသွားတာလေအရင်တော့ဒါအလကားရတဲ့ချန်ဟုတ်ကဲ့ဒီလွယ်တင်ကန်းဖះမှာဟိုပြီးတော့ပြန်ဖះမှာသွားတည်လိုက်တော့ငကား9ကောင်ထူတော့ဟိုမှာပတ်စံကုန်သွားပေးကြတယ်ဘောဘကဥက္ကဋ္ဌလုပ်တဲ့ဆရာဦးချိုကြီးကစိုက်ချိုကြီးကဒီချန်ကိုပေးလိုက်တာစိုက်ချိုကြီးဒီချန်ကမိုးကုန်းနေတော့လှမ်းဝင်တော့တသိန်းပဲပေးရမယ်ဒါမှငကား9ကောင်ဆို9သိန်းကျသွားတော့ဒါမှအလကားရလိုက်တာပါသူကျေးဇူးတင်ပါတယ်အဲ့ဒါနဲ့ဆယ်ကိုဝန်ခံဆိုတာရှိတယ်နေနဲ့ဒီအခုသိန်းတန်းကြီးကားဝင်နောက်မှာအဲ့လိုပေါ့တရောင်းစားရွာလေးရှိတယ်အဲ့မှာတရောင်းသားရွာလေးအဲ့မှာကလေးတွေကတော်တော်လေးကိုစားလဲမတင်ရတော့ဟိုမခင်သူရှင်သူကအဲ့တော့10တန်းဖြစ်နေတော့မှသူစားသွားတင်တာစားတင်တော့ဒီလူတွေကနည်းနည်းလေးဇေယိုက်ဆိုးအောင်ရပါတယ်သူ့မေကစိတ်မချလို့ဒီမှာပဲအကြောင်းလေးဆောက်ပြီးတော့သူ့လိုဒီမှာတင်လိုက်တယ်တင်လိုက်ရင်းနဲ့အဲ့ဒီမှာ
အပေါ်မှာတောင်ပေါ်မှာအဲ့ဖျားတယ်နေတော့မှာ ဟုတ် အဲ့ခရိုင်ဥထလုပ်တဲ့မိတ်ဆွေတယောက်ရှိတယ်သူကအရင်တည်းကတက်ကပဲ ဟုတ် ခရိုင်ဥထလူပုံကြီးစိုးဝင်းနဲ့သူကဥထလာလို့ခင်လဲခင်နေရတော့သူကတောင်ပေါ်တက်လာတယ် အော် အဲ့ဒါကိုမြခေါင်းကြီးခင်ဗျားကျွန်တော်ဥထရာလူခိုင်းကျွန်တော်အဲ့ဒါတွေမလုပ်ဘူးကျွန်တော်မကြည်စရာဖျားတယ်တဲ့လူဥထရမလုပ်တတ်ဘူးဆိုတော့မလုပ်မဖြစ်ဘူးတဲ့ဆိုတော့တရောင်စားဥထလုပ်ပြီးကိုပြောတယ်သူကအမမလှုပ်လဲလှုပ်ချင်နေပြီဒီကလေးတွေကိုထူထောင်ပေးခြင်းတယ်ဆိုတော့ရတယ်လို့ဆိုပြီးတော့ဒီမြေတွေတိမ့်လိုက်တယ်တိမ့်ပေးမလို့သူကဒါပေမဲ့အဲ့ဒါဟိုမလိုချင်ဘူး အော် ဘာဆိုတော့ကိုဟာမဟုတ်ဘူးလေနောက်သူတို့ကခဏလေးပြန်ကြမှာကိုကတက်တက်လုံးဒီမှာအခြေဆိုင်မယ်လို့ ဟုတ်တယ် ဆိုတော့လူမုံမများချင်ဘူးနောက်ဒါလည်းသိတရားတယ်လို့မထင်ဘူး ဟုတ် ရဲရဲတင်းနေမှာဟာကျွန်တော်မပေးနဲ့သူစိတ်ဆိုးသွားလားမသိဘူးနောက်မြေလာချောင်းရင်ဦးမင်းမခင်သွားလျှောက်လို့ပြောတယ်တဲ့လူတွေအဲ့တရောင်းသားတွေဒီဘက်ကိုရောက်လာ အော် ရောက်လာတဲ့ခါကျတော့အခုကဘာလို့အဲ့လိုလက်ခံလဲဆိုတော့ကိုထက်ကသူတို့ကိုစင်တမ်းမျိုးတွေရန်ကုန်မှာနေခဲ့ရတာ ဟုတ်ကဲ့ဟုတ်ကဲ့ မလက်မခံဆိုအဲ့သစ္စာပေါက်တာပဲ ဟုတ်ကဲ့ဟုတ်ကဲ့ ဘလောက်ပဲဆိုးဆိုးဒီမှာဥပဒေရှိတယ် ဟုတ်ဟုတ် နောက်ကြောင်းမပြောရအောင် ဟုတ်ဟုတ် ဘာတွေဖြစ်လာလားတောင်းယူမယ် ဟုတ်ဟုတ် အသိတော့မပေးနဲ့ ဟုတ်ဟုတ် အဲ့တော့အလူတွေများတယ်ဒီမှာလာတာ အော် အိမ်ကြီး80လောက်ရှိတယ် ဟုတ်ဟုတ် သခိုးတွေရဲ့အလူတွေရဲ့လာတော့ ဟုတ် တရုတ်ပြည်ပဲခိုးတဲ့ဟာလည်းပါတယ် ဟုတ်ဟုတ် ခဏခဏသေးတော့မုတ်ဆိုးမများလည်းအဖိုးကနည်းနည်းစိတ်ညစ်တယ်လေ အော် အဲ့ဒါနဲ့ကဲမခိုးနဲ့တော့ကွာအဲ့လိုဆိုတော့ဘာလို့တက်လဲကပိုက်နှိုက်တက်တယ်မိုင်းခွန်သွားနှိုက်မိုင်းခွန်သွားနှိုက်တော့လေတရုတ်ရဲကိုဓာတ်နဲ့ထိုးတတ်ပြန်ရောအဲနောက်ပန်ဆိုင်မှာဟိုနင်းသွားခိုးတယ်စိုက်ကလေးသွားခိုးတယ်စိုက်ကလေးမှာကြောက်စိမ့်နေပါလာတော့တရုတ်ဝန်တရတရုတ်ရဲတွေရဲ့ပန်ဆိုင်ရဲတွေရဲ့အဖိုးချံကိုဒီချံနာမရသူကရင်တော့တောက်ကတဲ့ရတနာတိုက် အော် အဲချန်နဲ့လာဟောရင်တော့အဖိုးကိုဇဝင်ရှည်နဲ့သူကတကယ် guide star ထင်နေတာသူတို့က အော် ဆွဲဖမ်းမလို့တော့ဒီကခရရဲမွတ်သိတော့မဟုတ်ဘူးအဲ့ဒါဆရာကြီးကသူ့ဟာသူစေတနာနဲ့ထားတာဆိုတော့မှသူတို့ပြန်သွားတာအဲ့လိုနှစ်နှစ်လောက်အဲ့လိုဂိုင်းချုပ်ကြီးဆိုပြီးတော့နာမည်ပြတ်သွားတယ်အဲ့မှာဒါလည်း အော် ဘောအတွက်ကတော့သိမထူးကြတဲ့အလုပ် ဟုတ်ကဲ့ ဝေးတွေကလူတွေကြိတ်ရခံမှုတဲ့ကောင်အေးထူသွားပြီ ဟုတ်ကဲ့ အဲ့ဒါ အခုရောရှိသေးလားသူတို့က ရှိတယ် ထောင်လောက်ပဲရှိတော့လေ အင်ဂျင်20လောက်ရှိသေးတယ် ရှင်းနေတယ်လောက်ရှိ ကလေးကတော့20နီးပါးလောက်ရှိတယ်အလဲတန်းနေရောက်ပြီ သူတို့ဟာသူတို့ဝိုင်းရဲ့အတွက်ကြတော့ဘယ်လိုပြန်ရှာ သူတို့ကဟိုလင်းပေါ့ဘူးတွေခွက်တွေကောက်တယ်တချို့ကအပြင်မှာအလုပ်ထွက်လုပ်တယ် ဟုတ်ကဲ့ တချို့နည်းနည်းတော်တဲ့ကလေးတွေကြတော့အခုဟိုလေကျန်းစာကျောင်းတွေပဲတက်တယ်ပေါ့ဒီရန်ကုန်မှာကျတော့2ယောက်ဒီသွားတင်တယ်မြင်မမြင်ကျောင်းမှာလည်းရှိတယ်ဒါသူတို့ ဆိုဒီဇာလက်ခံလာပြတာဘယ်နည်းလောက်ရှိပြီလဲသူတို့ 15နှစ်ရှိပြီ စကနေလောက်ရှိပြီနော်ဒါဆိုဒီနောက်ပိုင်းကျတော့သူတို့စိတ်စရိုက်တွေကတော်လေးလေးတော်များများကောင်းလာတယ်လို့ပြောလို့ရမလားပေါ့ တော်တော်ကောင်းတာတော့သွားတွေ့တယ် ဟုတ်ကဲ့ လာတဲ့ဧည့်သည်တိုင်းကိုတလေးစားနှုတ်ဆက်တတ်တယ်နောက်ဘောကဘာရမဟုတ်လေဟိုဘာသာပေါင်းစုံ ဟုတ်ကဲ့ စိတ်ဝင်စားတာ ဟုတ်ကဲ့ တကူလည်းပိတ်မိနေမချင်း ဟုတ်ကဲ့ ကွန်မြူနတီဖြစ်သွားတယ် ဟုတ် ဗုဒ္ဓဘာသာလိုလည်းနှစ်40လောက်ကြည့်တယ် ဟုတ် ဂျူကြဟုတ် ဟိန္ဒူမှာလည်း9နှစ်ကြာတယ် ဟုတ် ဟိန္ဒူစင်ရဲ့သဘာဝသိကျင်လို့လုံနေနောက်တစ်ခုကြံနေတယ်နှစ်ခုကြံနေတယ်ဒီအစ္စလာမ်ဘာသာနဲ့ခရစ်ယာန်ဘာသာကြံနေတယ်ဆိုတော့ခရစ်ယာန်တစ်ခါလုပ်ကြည့်တယ် အော် အဲခရစ်ယာန်လုပ်ကြည့်တော့မိတ်ဆွေတွေကခင်ကြပါပဲမျက်နှာလွှဲသွားတာသွားတွေ့ရတယ်စိတ်မဆိုးပါဘူးအဲတရောင်းသားတွေရောက်တာရယ်ခရစ်ယာန်ဖြစ်တာရယ်ဆိုတော့မိတ်ဆွေတွေကကိုယ်အလုပ်သိမ့်ပါတော့အဲ့ဒါနဲ့တရုတ်ပြည်သွားပြီးတော့အလုပ်လုပ်လိုက်ရတယ် ဟုတ်ကဲ့ ဒါအခုတော့အားလုံးကပြန်ပုံမှန်ဖြစ်သွားပြီဒါဆိုအခုဆရာကဘယ်ဘာသာကိုယုံကြည်တက်ဝင်တယ်လို့ခံယူလဲပေါ့ ရှိလားအဲ့ဒါ ဘာသာမဲ့တော့မဟုတ်ဘူး ဟုတ်ကဲ့ ဘာသာတော့သိမရှိတော့ဘူး ဟုတ်ကဲ့ ဒါပေမဲ့ဂျီဇက်လည်းလေးစားတယ် ဟုတ်ကဲ့ ဗုဒ္ဓကိုလည်းလေးစားတယ် ဟုတ်ကဲ့ ဒါပေမဲ့ကိုကဗုဒ္ဓဆိုရင်လည်းဒီရှေးအစဉ်လာကိုယ်နိုင်ငံဗုဒ္ဓဘာသာနိုင်ငံဆိုတော့အနှစ်900 तू ကဗိဓိကသုံးပုံပဲကမ္ဘာသမိုင်း ဟုတ်ကဲ့ ကမ္ဘာမှာရှိနေတဲ့သာသနာတွေရဲ့သမိုင်း ဟုတ်ကဲ့ ကျွန်တော်တို့မသိထားဘူး ဟုတ်ကဲ့ မသိထားတော့ကျွန်တော်နည်းနည်းလေ့လာတာများတော့တူးချင်းကိုယ်ွယ်တာနည်းသွားတယ် ဟုတ်ကဲ့ သူတို့လှုပ်ဆောင်ချက်တွေပေါ့လေ ဟုတ်ကဲ့ မဗုဒ္ဓကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့ငရဲကြည့်မယ်ပါညာကျွန်တော်ကြတော့ဟိုပေါ့နှစ်မျိုးလေ့လာတာသွားတွေ့တယ် ဟုတ်ကဲ့ဟုတ်ကဲ့ positive side ပေါ့အကောင်းဘက်ကလည်းလေ့လာတယ် ဟုတ်ကဲ့ ဘိုးကျောင်းဆန်းဆိုကောင်းတာတွေရေးကြတယ်အဖိုးကျတော့အားနည်းချက်တွေသွားရှာတယ် ဟုတ် ဦးလူကျောင်းအားနည်းချက်ရှာတယ်ဦးနေဝင်း ဟုတ် ဗုဒ္ဓမနတာသွားရှာတယ် ဟုတ် သူ့ရင်ဘယ်လိုရှိသေးလဲသူနဲ့ခစ်ပြိုင်အဲ့ဒါလေးနည်းနည်းသေချာပြောမှအဲ့ဒါ ရပါ
ဖတ်ပြီးတော့လည်းမှတ်မှတ်ထားတာလေးရှိပါတယ် အာ သူက BC 963မှာဖြစ်တာလေ ဟုတ် သူ့မှာထူးဆန်းတာလူမျိုးခွဲခြားတာမရှိဘူးစနစ်စမြင့်မရှိဘူး ဟုတ်ဘယ်မှာ ဗုဒ္ဓရဲ့ theory က အော်ဟုတ် ဗုဒ္ဓရဲ့အဘိဓမ္မာတွေက အော်ဟုတ်ကဲ့ နောက်ပြီးတော့သူကတဲကြီးခံခိုင်းတယ်အဲ့လိုပြောတယ်ဒါပေမဲ့သူ့အရင်သူကဘယ်ချိန်လဲဆိုတော့အနှစ်1200ရှိတဲ့ခါမှာအိန္ဒိယမှာယုံကြည်မှုမရှိတော့ဘူးလေဗုဒ္ဓဘာသာက အာ ပျောက်သွားပြီးတော့အဲ့မှာတိရိဓမ္မတောကမင်းကသူကခရစ်မပေါ်ခင်မှာ BC မှာ284မှာသူကစစ်တိုက်လို့လူတွေအရန်သေးတာကြည့်ပြီးတော့မှသူတန်ဝေကားရပြီးတော့ဗုဒ္ဓရဲ့တရားတွေလုပ်မှကဘာတိအောင်လုပ်လိုက်တော့ အာဟုတ် အဲ့မှာဂရီတဲ့ချီပြီးတော့ဒီဗုဒ္ဓဘာသာပြန်ပေါ်လာတယ်အဲ့တော့ဗုဒ္ဓမဖြစ်ခင်မှာဗုဒ္ဓရဲ့အသက်35နှစ်ကြီးတယ် အာ ဂျိမ်းဘာသာရှိတယ် ဂျိမ်းဘာသာ မဟာဝီရဆိုတာ ဟုတ်ကဲ့ ဘုဒ္ဓတိသူကလည်းရှိသေးတယ်သူကိုးကွယ်တာလေ ဟုတ်ကဲ့ သူကလည်းတောထွက်တော့မိမနဲ့ကလေးနဲ့ထားပြီးတော့တောထွက်သွားတာ ဟုတ် သူက35နဲ့ဥတော့ဗုဒ္ဓကလည်းဒီတိဋ္ဌထဘောကနဲ့သူမိမနဲ့ထားပြီးထွက်သွားတော့သွားတွေ့တယ် ဟုတ် အဲ့လိုသမိုင်းမှာဘာသာရေးနဲ့ပတ်သက်တဲ့ဇတ်တော်တွေမှာစင်လူရိုးမှတွေအများကြီးသွားတွေ့ရတယ် အာဟုတ်ကဲ့ ဒါပေမဲ့ဘုရားကြိုက်တာအဲ့ဇတ်စနစ်တွေကိုဗုဒ္ဓကတော်လှန်ပြစ်တော့ဟိန္ဒူတွေကသူ့ကိုမကြိုက်ဘူးနောက်ဘလောက်တတ္တိကောင်းလဲဆိုတော့သူ့ညီကိုတွေကိုယဟန်ခံမခံခင်မှာ အာ စပင်ညတဲ့လူပေါ့ဆက်တာတယ်လို့ခေါ်တယ်သူတို့ဥပါလိဆိုတဲ့ ဥပါလိ လူကိုဖုန်းကြီးဝတ်ပေးလိုက်တယ် အာ သူ့ညီတွေကိုနောက်မှဝတ်ပေးတယ် ဟုတ်တယ် ဝတ်ပေးလိုက်တော့ရှစ်ခိုးခိုင်းလိုက်တာ ဟာ ရှစ်ခိုးခိုင်းလိုက်တော့အာငါတို့ကဘယင်းမျိုးနွယ်ဒီခုစပင်ညတဲ့လူကိုမခိုးနိုင်ဘူးဘာညာပြောပါလိမ့်မယ် ဟာ အဲ့ဒါနဲ့သူကမဟုတ်ဘူးငါသာသနာမှာအရင်ရောက်တဲ့လူကလူကြီးပဲဆိုဘာလို့အဲ့လိုဆုံးမှလဲဆိုတော့မျိုးချစ်စိတ်ဓာတ်ကပောက်ကွဲမှုသူထားတာငါတို့ကဘာမျိုးညာမျိုးဆိုပြီး အဲ့ တော့ ဒီမှန်ကိုချ အဲ့မှန်ကိုချလိုက်တာအဲ့ဒါတွေကနေမှန်သွားဖို့ခရီးထက်ကိုအဖိုးကအဲ့ဒါပိုကြိုက်တယ်နောက်တစ်ခုကဘယ်လောက်နှိမ့်ချလဲဆိုတော့ဒီကိုက debate လို့ခေါ်မှာခွက်အမေကြီးကင်ပြီးတော့ အာဟာ ဆွန့်ခံတယ်ပြောရင်ဒါလိုက်တောင်းတာပဲ အာ အဲ့တော့သူ့ဖေကဘယင်ကိုဟာငါသားရဲ့မင်းငါကျွေးနိုင်ပါလေဘာညာမဟုတ်ဘူးသူကသာသနာမှာအဲ့ဒါကလည်း debate ဆိုတာကတကူရှိတာမရှိတာမဟုတ်ဘူးအဲ့ဒီဟာကတော်တော်အရေးကြီးတယ် ဟုတ် နောက်သူဘာလို့အိန္ဒိယနေပြီးတော့ယုံကြည်မှုကသူ့ကိုမကိုးဝယ်လဲဆိုတော့ဘုန်းကြီးတွေကိုပြောရတယ်ဟောနေလာအောင်ငါလူတွေမင်းတို့ပုံလာတဲ့ဗမာမွေးတယ်လို့ပြောတယ်ပုံနမတွေကိုရှိတာလည်းမြင်တယ်ဥဒုလာတာလည်းမင်းတို့တွေ့တယ်အဲ့ဒါသူတို့ကဗမာမွေးတယ်ဆိုမင်းတို့ယုံလားလို့ပြီးတော့အဲ့မှာဆက်ဆက်ခါအောင်နာတာနာပြီးတော့မှဒီဗုဒ္ဓရဲ့ဒီရှင်သာရိပုတ္တရာနေတဲ့နာလန္ဒာတက္ကသိုလ်မှာအဲ့မှာဟိန္ဒူတွေကဗမာခါနှစ်ယောက်ရောက်ပြီးတော့မှဘေးရင်တွက်တာတို့ဂါထာလောက်တာတို့မန္တရဂိုင်းတို့ logic တို့ထူထောင်လိုက်တော့ဘာသာရေးမှာအရှုပ်ထွေးဖြစ်သွားပြီးတော့မှအခုထက်ထိဒါတွေကဆက်ပြီးတော့တွေးထားတော့ပြောရင်တော့လူတွေမကြိုက်မှသိကြတယ် ဟုတ်တယ် ဘာလို့ဟိုသတင်းကြုံပြီးထုံပွဲတို့တင်းညာတို့ဆိုတော့သူရိုးရာတို့အသေးမှတ်ထားတာဒါပေမဲ့တော်တော်လေးတော့အဆင်မပြေဘူး ဟုတ်ဟုတ်ဟုတ် ဒီရေးတဲ့ပုံကိုယ်တွေရဲ့ဟိုလိုပေါ့ချဲ့ထွင်တာပေါ့နော်အဲ့လည်းငါမြောက်ရေးလို့အဲ့ဒါတွေသွားတွေ့ရတာဆိုတော့ကြီးဆက်ကိုကြည့်လေ့လာတော့လေသူ့ရင်ဖြစ်ခဲ့တာတွေအများကြီးပဲဆိုတော့ကိုကတိုင်းပြည်အဲ့အပြင်ဘက်ကိုလှမ်းမကြည့်ကြဘူးအဲ့တော့ဘယ်သူကပြောလဲဒေါက်တာသန်းတော်ကပြောတာဟာမင်းမအောင်လို့သမိုင်းတင်တယ်ဆိုတော့ဒါဒီလူကြီးလည်းအရင်တော့ကရောကြီးနဲ့ဆိုတော့ဟိုမန်းလေးသွားနေအထင်မကြီးဘူးလေကိုကဟိုပကြီးဆရာလောက်ပဲထင်ကြည့်တာဝင်းရုပ်တော့တင်ထင်ကြည့်တာမဟုတ်ဘူးအဲ့ဒါနဲ့နောက်သူ့ဆောက်တွေဖတ်မှာကျေးဇူးတင်တာသူ့ကို အာ အဲ့သူ့ကိုသေးချာဒါမှမဟုတ်လူငယ်တွေအားလုံးကကိုယ်နိုင်ငံရဲ့သမိုင်းကိုအမှားအမှန်ကိုဆုံးဖြတ်ရတဲ့လူတွေဖြစ်အောင်ဖြစ်စေချင်တာ ဟုတ်ကဲ့ ဘာလို့ဆိုတော့တခုလည်းမှမြုပ်မနေနဲ့ ဟုတ်ကဲ့ ဒီဘဝငြိမ်နေတာမဟုတ်ဘူးရွေ့နေတာအများလား ဟုတ်ကဲ့ ခက်ကလည်းရွေ့နေအဲ့ဒီမှာ light မိအောင် ဟုတ်ဟုတ် ဒါမှမဟုတ်ဟိုရင်းပြောတော့ဗောပညာရှင်တွေကပြောတာအားရှိတဲ့လူရှင်သန်တဲ့လူပဲရမယ်တဲ့မင်းအားငယ်လို့တော့မရဘူးဆိုတော့နောက်ဇွဲကောင်းမှုလူငယ်တွေ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါ အဲ့ဒါတော့တော်တော်အရေးကြီးပါတယ် ဟုတ် ဆို ကဲ့ ရ ပါ တော့ ဟုတ်ကဲ့ပါဆရာရဲ့အခုကအသက်အရွယ်နဲ့အနေနဲ့ဆိုရင်လည်း80လောက်ရှိရောเนาะ ဟုတ်တယ် ဒါဆိုရင်ဒီ80လုတ်ချင်တဲ့ဟာလေးတွေစီစဉ်ထားတဲ့ဟာလေးတွေရှိရင်လည်းပြောပြပေးပါဦး တော်တော်ခက်မဲ့ဟာတွေတော့ရှိတယ်တာမန်တွေးကျင်တော့ဖြစ်နိုင်စရာမရှိတဲ့ဟာတွေအခုကျွန်တော်မူဆယ်မဂ္ဂဇင်းအတွက်တက်မှာစရေးတယ်လက်ကုံပြီးတက်သေးလားဆိုတာ လက်ကွန် လက်ကုံပြီးတက်ကတူ ဟောကွန်ပျူတာဟုတ်ကဲ့ အဲ့မှာအဲ့ဒါရေးပြီးတော့ဒီရွာလေးဖြစ်လာတယ်အခုဟိုတင်တန်းကျောင်းလေးစောင့်နေတယ် အော် အခုစောင့်နေအဲ့လက်ကုံပြီးတက်ကတူ
ဒါပေမဲ့အဲ့မှာသင်မဲ့ဖတ်စီရမှာပညာသိတဲ့မှာပေးပဲနဲ့ခွင့်လွတ်နှိမ့်ချတတ်တဲ့ဟာကို ဟုတ် လေ့ကျင့်နေတယ်ဒါကိုယ်တိုင်လေ့ကျင့်နေမှာစောင်းနဲ့မရပြန်ဘူးသူက ဟုတ် ကိုယ်တိုင်ဖြတ်သန်းပြီးမှသူတို့သင်ပြီးလို့ရမှာဟုတ် ဟုတ် နောက်အဲ့တက်ကတူမှာတက်မဲ့ចောင်းသားတွေကတော်တော်ရည်ရမယ် အာโอเค ခုနှစ်နှစ်သားနေပြီးတော့အသက်60တိလက်ခံတာဒါပေမဲ့အဲ့မူဂျိုအဆင့်ကလေးကအိမ်ကိုတစ်လကိုအနည်းဆုံး9000ပြန်ထောက်မှာအဲ့တော့အလုပ်ပြန်ရအောင်ဖို့နဲ့တကယ်ချင်းတွေကနည်းနည်းတော့ကြောင်သွားပြီလို့ပြောတာပေါ့ဒါပေမဲ့အခုစမ်းသပ်ကြည့်တယ် ဟုတ်ကဲ့ မြေကြီးရတယ်ရွှေဖြစ်တဲ့ဟာ ဟုတ်ကဲ့ နောက်ဒါလက်တွေ့စမ်းသပ်တာက2နှစ်ကြာတယ်တရုတ်ပြည်မှာအဲ့အသက်60ကျော်တဲ့အဖိုးကြီးကိုခေါ်ပြီးတော့အလုပ်သမားခိုင်းထားတယ် အာ ခိုင်းပြီးတော့ဗပုထုနဲ့ဝိုင်းထုရဆေးတုံနဲ့တော့ပကြီးကားလေးအချမ်းရေးကြီးဆိုတော့အသက်60ကျော်ရဲ့ OPEL တွေဖြစ်ကုန်ပြီ အာ ဝင်မရှိတော့မိသားစုတွေတိတ်မလေးစားကြတော့ဘူးအဲအဲ့ဒါသူတို့ပျော်နေတယ်ဆိုတော့တွေ့တာအဲ့ဒါနဲ့ဒီဟာလေးကိုအခြေခံပြီးတော့မှကလေးတွေကပညာသင်ခြင်းကနေဝက်ပဲရှိတယ်ကျန်တာလက်မှုပညာသင်တာ ဟုတ် ပကြီးလဲဆွဲမယ်ပပူလဲထုမယ်နောက်ဒီလိုဟိုရင်းပေါ့အလှဆင်တဲ့ပစ္စည်းရုပ်လေးတွေမြေမိဖို့ရုပ်လေးတွေပလတ်စတာရုပ်လေးတွေစသည်ဖြင့်နောက်ဒီဟိုတန်ပြင်းနဲ့ပတ်သက်တဲ့ဟိုရင်းပေါ့လေကလေးကစားစရာအရုပ်လေးတွေလှုပ်တတ်မယ် ဟုတ် အဲ့ဒါမျိုးတွေလုပ်ပေးမယ်လူကြီးကြတော့ဒီဤပညာနဲ့ပတ်သက်တဲ့ဟာတွေအမျိုးမျိုးစမ်းသပ်မယ်စမ်းသပ်မယ်ဆိုတော့ကိုစမ်းသပ်တာနှစ်ပေါင်းတော်တော်ကြာပြီဆိုတော့နည်းနည်းသိလာပြီလေသူတို့အဲ့ဒါလုပ်ပေးတဲ့အခါမှာပုံမှန်လာစားတဲ့သူတို့ကအစိုးရပေးတဲ့လာစားတဲ့ကိုများရမယ်ကျွန်တော်အကြောင်းက ဟုတ် ကျောင်းဆင်းမှဝင်ငွေရတာမဟုတ်ဘူးကျောင်းတက်နေတဲ့ဝင်ငွေရရမယ်ဒါပေမဲ့နောက်စိတ်ကူးရင်တာပေါ့နော်ဟိုဒါပေမဲ့စိတ်ကူးမရင်ရဲဘူးဖြစ်နေတယ်ကိုယ်နိုင်ငံသားတွေက ဟုတ်ကဲ့ပါ ဟိုသူတို့စိတ်ကူးရင်တိုက်လေးတစ်လုံးနဲ့ကားလေးတစ်စီးဆိုပြီးသွားပြီလို့အောင်းမိတာမဟုတ်ဘူးအဖိုးကတော့မိတ်ဆွေတွေကိုမြောက်ပေးတယ် ဟုတ် မီလီယံနာဖြစ်အောင်လုပ်ပါဒါပေမဲ့မမဟုတ်ဖို့တော့လိုတယ်အလုပ်လုပ်ဖို့အတွက် ဟုတ်ကဲ့ အဲ့ဒါလေးတော့သူတို့အကြံဉာဏ်ပေးတော့အဲ့ဒီအကြောင်းကကိုယ်ကောင်းထဲမှာဖြစ်မယ်လို့ပဲထင်တယ်စလဲစထားပြီးပြီ ဟုတ်ကဲ့ စထားပြီ အဲဆိုခံမှန်းချေပေါ့နော်နောက်ထပ်ပဲနေနေလောက်ဆိုရင်အကောင့်ထဲပေါ်နိုင်မယ်လို့ထင်တယ် နှစ်အတွင်းမှာဖြစ်မှာအခုဒီကထွက်မဲ့ဟိုနေပေါ့ကျွန်တော်ရဲ့အဲ့ဒါဘယ်ရရလဲဆိုအဲ့ယောဂအဲ့ smart to work ဆင်ဝါနောင်ဆိုတဲ့ ဟုတ်ကဲ့အဲ့ဒီပုံကိုကြီးရှယ်ရတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါမှမဟုတ်ထူးဆန်းတာနိုင်ငံရေးသမားတွေမှာသူ့တော်နည်းနည်းလေးလေးစားတယ် ဟုတ်ကဲ့ဟုတ်ကဲ့ သူကဒီဟိုနေပေါ့နော်သူ့ကိုဝင်သမရလောက်ခိုင်းတာအသက်ကငယ်သေးတယ်မလုပ်ပြစေနဲ့သူမလုပ်ဘူး ဟုတ် အလှည့်ကြရင်တော့အဲ့ဟိုနေပေါ့ ဟုတ် ဟိုမိုင်းမွန်စော်ဝါးကြီးဘာလို့လဲသမရလောက်ခဲ့တယ်လေနောက်ဟိုကရင်တွေကလည်း ဟုတ်ကဲ့ သမရလုပ်တယ်သူ့အလှည့်မှာသူမလုပ်ဘူးငယ်သေးလို့တဲ့ဆိုပြီးတော့သူကဘာလုပ်လဲဆိုတော့အဲ့စက်မှုလက်မှုအရန်လုပ်ချင်တာ ဟုတ် စာအုပ်ဖတ်တော့လည်းသိအထင်မကြည့်ဘူးအဲ့ तू တိတ်ထားတဲ့စိတ်ုံသွားရင်တော့ तू လုပ်တဲ့ဟာတွေကတော်တော်ကြီးကျယ်တော့သူကြောင်းတော့ဘလောက်နေဘူးလဲမသိဘူးအဖိုးတို့လိုပဲ ဟုတ် စကပုံတော်ရှိတယ်သူ့ကိုပညာရေးရှင်းပြီးတော့မပြောတတ်ဘူးထင်တယ်ခေသူမဟုတ်လို့ तू ကပြောတယ်တဲ့အဲ့လိုလူဒါပေမဲ့ lob blood तू လောက်တာ INC မီးဖို့စာပြတန်ပေါင်း तू လောက်တာလေနော် အဲ့စာပြတန်ပေါင်းဟုတ်တယ် lob blood အဲ့ဒါပါတယ်တန်ရီကျိုးတာ တော့တိုင်း တိုင်းရေးကျိုးလုပ်ငန်းပါတယ်ကဲဒါပေမဲ့ထူးဆန်းတာအဲ့မှာလုပ်တဲ့လူတွေအားလုံးကမွန်နဲ့ရခိုင်နေများတယ်ပညာရှင်အုပ်စုက ဟုတ်ကဲ့ အဲ့ဒါ ဟုတ် အဲ့မှာ9နှစ်ဆိုတော့နည်းနည်းထဲထဲဝင်လေ့လာတော့သူ့ကျေးဇူးတင်တော့အဲ့ဒါဆန့်တွေးလိုက်တဲ့ခါကျတော့ထူးဆန်းတာမော်တော်ကားဆိုရင်အိန္ဒိယတဲ့9နှစ်စောပြီးတော့ကိုယ်နိုင်ငံဖြစ်တယ်စမားတူကလုပ်တာ ဟုတ်ဟုတ် အဲ့ကားမောင်းပြီးတော့လူကအဲ့မှာကားမောင်းတဲ့လူကိုဖုတ်တော့လို့ခေါ်တယ်သူကစံပြလုပ်သား ဟုတ် မပိုးတော့လုပ်တဲ့ PN1 မှာ तू ကဟိုမဖိုမင်ပေါ့ ဟုတ် तू ကပြောပြလို့ဓာတ်ပုံတွေရိုက်တယ်ဆိုတော့နိုင်ငံရေးသမားချင်းမတက်လိုက်ပြီးတော့မှဒီလုပ်ငန်းရက်သွားတာ ရက်သွားရင် तू စိတ်မကုန်ဘူးတရား ဟုတ် ဒါမှမဟုတ်ဖို့အဲ့ဒါဟာတို့မှဒီပညာလိုနေပြီဆိုတော့သိလိုက်တာသိလိုက်တော့ဘယ်ခေတ်တည်းမှာဘယ်သူလဲစလဲဆိုတော့အင်္ဂလိပ်တွေအကြောင်းသွားဖတ်မိတာဆိုတာအခုတည်းကျွန်တော်တို့ကအလိန်ခံနေရတာတွေသွားတွေ့တယ်အင်္ဂလိပ်တွေကမကောင်းဘူးကိုလိုနီတွေအင်္ဂလိပ်စာဆိုရင်အရန်မုန်းတယ်ဘိုးကအဲ့မုန်းနေကြတဲ့အဲ့လိုအတိုင်းဝိုင်းနဲ့ရောက်သွားတာအခုသေချာတွေးကြည့်တော့မဟုတ်ဘူးသူတို့နိုင်ငံလေးကပုစညောင်လေနိုင်ငံပေါင်း90ကိုသိမ်းနိုင်တာကျွန်တော်တို့ကမ္ဘာသမိုင်းကိုခြေချမြင့်မြင့်မလေ့လာကြတာဒါမှမဟုတ်ကလေးတွေအလုံးသမိုင်းတော့ကျောင်းထဲမှာမဟုတ်ပါဘူးအိမ်မှာအပြင်းပြေစောက်တွေလည်းပေါ်တယ် line ပေါ်မှာလည်းရှာလို့ရပါတယ် ဟုတ်ပါတယ် ဖတ်ပြီးသုံးသပ်ကြည့်စေချင်တယ် ဟုတ်ပါတယ်
ဘာကြောင့်အခုသေရရပြီလူတွေဒါလည်းပြောချင်တယ် ဟုတ် ဘယ်တော့မှမဖြစ်တော့ဘူး ဟုတ်ကဲ့ လီနေဆိုရင်ဂရေနီးပါးတတ်တယ်ဒီ Bible study လို့တော့အဲ့ထက်မှာကတတ်တာတွေကနဲတာမဟုတ်ဘူး ဟုတ်ကဲ့ပါဟုတ်ဟာဒီအချိန်ကလည်းတော်တော်လေးဆိုင်းသွားပြီပေါ့ရေနောက်ဆုံးအနေနဲ့လေအနုပညာတက်သစ္စာလူငယ်လေးတွေကျွန်တော်မမေးမိတဲ့ဟာလေးရင်ထဲမှာရှိတဲ့စကားလေးတွေရှိရင်လည်းပြောပြပေးပါလို့အပ်တာနောက်ဆုံးအနေနဲ့ပေါ့ နောက်ဆုံးအနေနဲ့က ဟုတ်ကဲ့ အရှုံးမပေးခြင်းဘယ်တော့မှမရှုံးဘူးနဲ့ ဟုတ်ကဲ့ တကူတည်းမလုံနေနဲ့ ဟုတ်ကဲ့ ဘာလို့ခစ်ကအရွေးကိုလိုက်နိုင်ဖို့ ဟုတ်ဟုတ် အဲ့လိုက်နိုင်ဖို့ဘာလို့လဲဆိုတော့ဇွဲကိုမွေးမြူဖို့အဲ့ဇွဲကောင်းတဲ့ကောင်ဘယ်ဟာဖြစ်ဖြစ်ရတယ် ဟုတ်ကဲ့ အမှုပညာတွေမှမဟုတ်ဘူးကြံတဲ့ဟာတွေလုပ်လို့ရတယ် ဟုတ်ကဲ့ ဒါပေမဲ့ကိုတာဝန်တဲ့အိမ်တော်တွေဖြစ်ရင်တော့အိမ်တော်တွေနဲ့တူအောင်ကိုယ့်ရဲ့မိသားစုကိုစောင့်ရှောက်နိုင်တဲ့လူတထေးမှုတော်မှချိုးတဲ့မိသားစုမဖြစ်အောင်ကြိုးစားတတ်တဲ့ကလေးတွေဖြစ်စေချင်တယ်နောက်ပြီးတော့ဟိုလေးပေါ့ကိုနေတဲ့ဒေတာတွေပျော်ရွှင်ခြင်းကြောင့်လုံနိုင်တဲ့အတွေးလေးတွေလည်းထည့်စေချင်တယ်လို့ ဟုတ်ကဲ့ နောက်လူမျိုးရေးမပေါက်ဝဲဖို့ဘာသာရေးမပေါက်ဝဲဖို့နိုင်ငံရေးမပေါက်ဝဲဖို့ဒါတွေအသုံးချခံတတ်တယ်ဆိုတာလေးမှတ်ခြင်းတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပေးတဲ့အတွက်နော်ပေါ့နော်